အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တက္ကသိုလ်စိန်တင်ရေးသားထားတဲ့အိုဘဲအနော်ရထားဆိုတဲ့စာအုပ်ကိုအပိုင်းနှစ်အနေနဲ့ဖတ်ပြသွားမှာပဲဖြစ်ပါတယ်။တို့နဲ့နော်ထာမင်းတရားဟာအမိန့်ကျက်ကိုထုတ်ခဲ့တယ်။ဒီမိန့်ကိုအကောင့်ထဲဖော်ဖို့မိမှုတန်းတို့ရဲ့အကူအညီကိုရယူတယ်။ပကံနေပြီးတော့၄ပြင်၄ရက်ရှိညောင်မင်းတွေနှက်ကုန်းတွေမှာခန့်တယ်စွာဆံမြန်းနေကြတဲ့နတ်ရုပ်တွေကိုယူခဲ့ကြနတ်ကတော်တွေနတ်စင်တွေကနတ်ရုပ်ရှိသမျှအကုန်လုံးသိမ်းစီနတ်ကိုးခွေတဲ့အိမ်ဝင်းတွေကနတ်ရုပ်တွေကိုရှာကြပွေကြအကုန်လုံးသိမ်းစီတွေ့သမျှနတ်ရုပ်တွေကိုမင်းအာနာဖြင့်သိမ်းယူခဲ့သိမ်းယူရသမျှနတ်ရုပ်တွေကိုပကံနေပြီးတော့အတွင်းရှိပထိုးဟောင်းတစုအတွင်း၌စုယုံထားတယ်နတ်ရုပ်တွေကိုဒီတိုင်းမထားလက်ထိတ်တန်ကြိုးချီလိုက်သေးတယ်နတ်ရုပ်တွေတတိကြီးတန်ကြိုးကြီးတန်လန့်နဲ့တုတ်လို့နောင်လို့မြင်ရတွေ့ရပုံများဖြင့်အံ့ဩပနံမှာတစ်ချိန်ကနတ်စင်တွေနတ်ကွန်းတွေမှာညောင်ပင်ကွာကြမှာနတ်ဝင်တဲ့အိမ်တွေမှာခန့်ခန့်တက်တဲ့စံမြန်းနေကြတဲ့နတ်ကိုတော်မြတ်တွေပါအခုတော့တန်ကြိုးကြီးနဲ့ချီလို့နှောင်လို့နတ်ကိုသူတွေခမမမြင်ဝန်းစရာရှုခင်းတရက်ပါပဲဒီမြဟုတ်ရောလားနော်ထာမင်းတရားဟာပြည်သူတို့ရင်ဘတ်စီတီးဖြစ်အောင်ထူးထူးဆန်းဆန်းလုပ်ပြတယ်။တန်ကျိုးနဲ့ခြိထားတဲ့နှဲရုပ်တွေကိုပတိုးဟောင်းထဲမှာစုဝေးထားပြီးနောက်နော်ထာမင်းတရားကိုတော်တိုင်းချိန်နှစ်ရိုက်ပြတဲ့မှတ်ကြပြီရောပြည်သူတို့ကိုအတွေးခေါ်လွယ်လွယ်မဟုတ်မတရားစီယုံခဲ့တဲ့နတ်ကိုတော်မြတ်တွေအနော်ထာမင်းတရားရဲ့ချိန်စစ်ကြတံကိုကြောကော့လို့ခံကြရတယ်။မင်းတရားရဲ့ချိန်စစ်ကြတံကိုနတ်မင်းများမခံနိုင်ကြလင်ဖြစ်လဲပြီးတည်လဲကြတော့ဆိုယူစကားတည့်ရကြဘူးလိမ့်မယ်လူချမ်းကိုနှက်ချမ်းမခံနိုင်နဲ့ပြီးတော့လဲရှိပါတယ်လူမင်းဖုန်ကြီးနှက်မင်းမနေတာဆိုကြမဟုတ်လားအမှန်တော့နတ်ရုပ်တွေကိုစုယုံတန်ကြိုးချီနှောင်ကပိတ်လောင်ထားခဲ့တဲ့ပထိုးမှာမူလကဟိန္ဒူဘုရားကျောင်းပုံစံပထိုးကျောင်းတစ်ခုပါပဲအထဲမှာဗိဒ္ဓနုနတ်မင်းကြီးရုပ်ထုတစ်ခုရှိသေးတယ်အခုတော့နတ်ရုပ်တွေကိုစုယုံပြီးပိတ်လောင်ထားခဲ့တော့ဒီပထိုးဟောင်းကြီးမှာအမည်သစ်ဖြစ်ကြော်ကြားရပြီနတ်လောင်ကြောင်းတယ်တီးကျင်သူများကမေးရန်ရှိပါတယ်အနော်ဒါမင်းတရားကနတ်ရုပ်တွေကိုတန်ကြိုးချီပြီးချိန်နဲ့ရိုက်တာတော့ဟုတ်ပါပြီဒီနတ်ရုပ်တွေမှာမင်းတရားရဲ့ခမဲတော်ကွန်ဆာကျောင်းပြူနဲ့တီးပြူဆောင်နဲ့အဖွားတော်သူတီးပြူဆောင်မဲတော်နတ်ရုပ်တွေကပါသလားတဲ့မင်းတရားရဲ့ခမဲတော်နတ်ရုပ်တွေနဲ့အဖွားတော်နတ်ရုပ်ကိုတကယ်ပဲတန်ကြိုးချီပြီးချိန်ဆက်ကြနဲ့ရိုက်တဲ့လားလက်ညှိုးမကောင်းလေလက်ညှိုးလက်မမကောင်းလေလက်မတကယ်ဆောင်ရွက်ခဲ့တဲ့လားဘာမှမသိပါငါဆွေမျိုးတော့တမျိုးအေးယူဆိုသည်မူဖြင့်အနော်ထာမင်းတရားဆောင်ရွက်ခဲ့သလားမဆောင်ရွက်ခဲ့ဘူးလားဆိုသည်ကိုမှတ်စုမှတ်တမ်းမရှိမော်ကွန်းသမိုင်းမတွေ့ထို့ကြောင့်ဒါကိုတော့ချွင်းချက်ထားပြီးစဉ်းစားကြဖို့ပဲရှိတယ်တွေးမြော်စရာလေးတစ်ခုကနော်ထာမင်းတရားဟာနိုင်ငံပြုမင်းတစ်ပါးဖြစ်တယ်သူယုံကြည်ရာကိုတိတိကျကျအကောင့်ထဲပေါ်ခဲ့တဲ့မင်းတစ်ပါးလည်းဖြစ်ပါတယ်နိုင်ငံတော်တိုးတက်ကောင်းမွန်ရေးအတွက်ဘယ်သူမျက်နှာကိုမှမထောက်မညာရဲဝံ့စွာဆောင်ရွက်ခဲ့တဲ့မင်းတစ်ပါးလည်းဖြစ်တယ်မဟုတ်လားနော်ထာမင်းတရားရဲ့နတ်တော်လန်ရေးလုပ်ငန်းများမှာချောချောမွေ့မွေ့ပြီးစီးသည်ဟုမတင်လိုက်ကြနဲ့ပန်းခင်းတဲ့လမ်းလေးဟုမျှော်လင့်၍မရတကယ်ဆိုတော့ဒီလုပ်ငန်းဒီလေအရေးကြီးသာသနာတော်လန်ရေးတုန်းကလိုပဲစစ်ပွဲကလေးတစ်ပွဲဆင်နွှဲရခြင်းပါပဲရေးကြီးတွေတုန်းကလက်နဲ့တုပ်ပြန်လိုက်တဲ့ဖြင့်တိုက်ကွင်းကထင်ထင်လင်းလင်းရန်သူကိုမြင်ရတယ်လက်နက်လာရာကိုတွေ့ရတယ်အန္တရာယ်ကိုရှောင်ရရသလိုနှိမ်၍တိုက်၍ပြည့်၍ခတ်၍ရပါ၏ယခုကရန်သူကိုရှာမရချေနတ်ရုပ်တွေမှာရန်သူအစစ်မှန်မဟုတ်နတ်ရုပ်တွေကိုဖော်ထုတ်ကိုးကွယ်သူတွေဘာသာသာသနာရဲ့ရန်စုရန်ညောက်တွေဖြစ်ပါတယ်ဒီလူတွေကပြည်သူတွေထဲမှာပြည်သူတွေနဲ့အတူရှိနေကြတယ်မင်းတရားနဲ့သူ့လူတွေရှေ့မှာမှန်ပဟုတ်ပဆိုကြ၏ကြွယ်ရမှာတော့ဗဇက်တနပြစ်ကဘယင်ဆန့်ကျင်ရေးသာသနာဆန့်ကျင်ရေးလောက်ကြလိမ့်မယ်တီတိုတဖန်ပို့လောက်ကြလိမ့်မယ်ကောလာဟာလစကားတွေနှစ်ကိုကြားသုံးကိုကြားပြောပြီးလက်တီးပုံထိုးကြလိမ့်မယ်အမှန်ကဒီအန္တရာယ်မျိုးကမှတိုက်ရခတ်တာရှင်းရခတ်တာဖြိုရခတ်တာပါသို့တော့မတက်နိုင်ပြီမင်းတရားဖို့ဒီအန္တရာယ်တွေကိုရှင်းနိုင်ရန်တစ်ဖက်ကဗုဒ္ဓဘာသာစီပင်ထွန်းကားရီကိုစောင့်ချပြီးလုပ်ရန်သာရှိသည်သာသနာစီပင်လာလေလေဒီအန္တရာယ်တွေပျောက်ကွယ်သွားလေလေဖြစ်မယ်သာသနာပင်စီကြီးဖွင့်ထွားကြီးမားလာလေလေတီတို့ဝါဒဖြန့်သမားတွေ
ယော်နေသွားလေဖြစ်မယ်ခွေးအောင်တိုင်းထားမကြည့်နိုင်အလုံးလုံးချင်းဖြင့်ဒီရန်သူတွေကိုထိုးနေတိုက်ဖြတ်ပြီးဖြစ်လိမ့်မယ်ဒီလိုနဲ့မင်းတရားဟာဗုဒ္ဓဘာသာစီရင်ပြန်ပွားရေးဘက်ကိုအာသွန်ခွန်ဆိုင်ဆက်လက်လှုပ်ဆောင်ရပြန်မယ်တခုတော့အားရှိစရာပါပဲရှင်အရဟံမထေရမြတ်တစ်ချိန်ကမိတ်ကြဘူးတယ်တထုံပြည်မှာဗုဒ္ဓဂေါတမရဲ့ကျမ်းစာများဖြစ်တဲ့ပိဋကတ်သုံးပုံရှိသေးတယ်ပြီးတော့ဗုဒ္ဓဘုရားရှင်ရဲ့တတ်တော်မူတော်များလည်းရှိသေးတယ်ဒါတွေကိုမိမိကမေတ္တာရဲ့၍တောင်းခံလျင်ရနိုင်မည်ဟုရှင်အရဟံကမိတ်ဖူး၏မင်းတရားကလည်းရနိုင်မည်ဟုမျှော်မှန်းထားသည်ဒီပစ္စည်းတွေသာပကံနိုင်ငံတော်ကိုရောက်လာလျင်တာသနာရေးလုပ်ငန်းတွေကိုဒီထက်ပိုပြီးအောင်မြင်မြင်လှုပ်ဆောင်နိုင်တော့မယ်အခုတော့ကြည့်ပါဦးဗုဒ္ဓဘာသာအကြောင်းပြောကြမည်ဆိုလျင်ရှင်အရဟံမထေရမြတ်နှုတ်မှပြောကြသမျှပဲရှိတယ်အကောင့်ထဲပြစရာမရှိအတိတ်ပဲအကျယ်တိလိုကြီးမှရှားပွေရန်ကျမ်းတစ်စောင်မရှိဗုဒ္ဓဘာသာဆိုတာဖြစ်တာပဲဗုဒ္ဓရဲ့ဓမ္မအစီနှစ်တွေကဒီလိုပဲဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်တွေကဒီမှာစသည်ဖြင့်ပြောစရာမရှိတော့သာသနာစည်းရုံးရေးမှာတကယ်အားနည်းခဲ့ပြီသို့တော့ပူပင်စရာမရှိရှင်အရဟံမထေရမြတ်တစ်ချိန်ကမိတ်ကြားမှုသည့်အတိုင်းပထုံပြည်ဘုရင်မနုဟာထံဒီအခက်အခဲကိုတင်ပြပြီးအကူအညီတောင်းလျင်မဖြစ်နိုင်ကြမရှိအရှင်မြတ်မိတ်ကြားသည့်အတိုင်းတထုံပြည်သို့တန်တမန်ဖွဲ့များဆေလွတ်၍ပိဋကတ်ကျမ်းစာတွေကိုအလှခံပါရစေဗုဒ္ဓဂေါတမရဲ့တတ်တော်မူတော်တွေကိုအလှခံပါရစေအရှင်မြတ်ကဒီအရေးမှာတက်ဆွမ်းတည်းကူညီပါအောင်ပကံနဲ့တထုံနဲ့ပကံနှစ်ပြည့်တပြည့်ရွှေကျိုးငွေကျိုးတန်ပြီးရွှေလန်းငွေလန်းခင်းပြီးချစ်ကြည်ရေးတကားကိုဖွင့်ပါမယ်ချစ်ကြည်ရေးပနာကိုကမ်းပါမယ်ချစ်ကြည်ရေးတဝန်ကိုပါပါမယ်တထုံပြည်သွားသာသနာတန်တမန်ဖွဲ့ဗုဒ္ဓဘာသာလွှမ်းခြုံတင်းပြန်စာပြုတဲ့ပကံနေပြီးတော့ဟာတရားဓမ္မတန်တို့ဖြင့်စစ်စီဝေးဝေးဖြစ်နေပါပြီအရက်လေးမျက်နှာတို့ကြည့်လျင်မင်းနဲ့ပြည်သူတို့ညီတူညီမျှလက်တွဲပြီးတီးဆောင်နေတဲ့ဇေဒီပထိုးများကိုမြင်ကြရတယ်နနက်အာယုံတက်ချိန်မှာဘုန်းတော်ကြီးကျောင်းတော်ကအုံမောက်ခေါက်တန်တွေစစ်စီဝေးဝေးနဲ့ကျေးဇူးတန်နဲ့ဖျားဝုတ်ပြုတန်တန်ဃာတော်များရဲ့တရားဓမ္မရွတ်ဆိုတန်များလည်းပကံနေပြီးတော့ကိုအလှဆင်နေကြပါတယ်ကြည်ပါတစ်ချိန်ကပန်းလို့ပူဇော်ပွဲများနဲ့စီကားနေတဲ့ပကံလမ်းမကြီးမှာဘာတွေ့ရသလဲနေအာယုံတက်ချိန်မှစပြီးစွန့်ခံထွက်ကြွလာတဲ့တန်ဃာတော်များကိုကြည်ကြည်နူးနူးဖွင့်မြင်ရတယ်။စွန့်ခံတန်ဃာများနဲ့ဆွမ်းလောင်းသူဒါယကာဒါယိကာမများရဲ့ရှုခင်းကပင်ဘဝင်ချမ်းမြေ့စရာကောင်းပါပြီ။တစ်ချိန်ကမာတုကာမများနဲ့ရောထွေးရှက်တင်ခဲ့ကြတယ်။အရေးကြီးတစ်ပိတ်ယဟန်တို့ယဟန်ရောင်များသည်တီစဲပထိုးများတွင်လက်ဆင့်ကမ်းပြီးအောက်တည်နေကြတယ်။ဖျားတီမဲ့နေရာမှာမြေတူးနေကြတယ်။တစ်ပင်ခုန်နေကြတယ်။တစ်ချိန်ကဒီယဟန်ရောင်တို့တည်င်း300ကျောင်းဝီယာတို့မှာဗုဒ္ဓဘာသာယဟန်ကျောင်းများဖြစ်နေပြီ။ယဟန်တန်ခါစစ်တို့ရဲ့လှုပ်ရှားသွားလာဟန်တရားဓမ္မကျင့်ကြံအားထုတ်ဟန်ဤတို့ကိုမြင်ကြရပြီးကျင့်တဲ့ဘွယ်ကောင်းတဲ့မြင်ကွင်းအားရဘွယ်ရှိတဲ့မြင်ကွင်းနှစ်သိမ့်ဘွယ်အပြည့်နဲ့ကြက်တည်ရှိလာတဲ့မြင်ကွင်းတရံတခါတွင်တော့ပကံလမ်းမကြီးမှာရှင်လောင်းလှည့်ပွဲများနဲ့ကြုံရတယ်ဗုဒ္ဓဘာသာဝင်တို့ဒလေးထုံးစံအတိုင်းတားယောက်ျားကလေးတွေကိုရှင်ပြုမင်္ဂလာဆင်ရင်ပေးရတယ်မောင်ရင်လောင်းကိုမြင်းပေါ်တင်ဆိုင်းနေပုံတွေနဲ့လှည့်လေကဖုံးတော်ကြီးကျောင်းသို့သွားကြတော့မြင်ကွင်းမှာဒီမြင်ကွင်းကတစ်ချိန်ကသူတို့သမီးကိုမြင်ရထားပေါ်တင်ပြီးအရေးကြီးကျောင်းကိုပို့ခဲ့ရတဲ့မြင်ကွင်းနဲ့တခြားစီဖြစ်နေပါလိမ့်မယ်မြင်ကွင်းချင်းကားဖြစ်မတူပါလေအမှန်ဆိုရင်ဒီအချိန်တွေတို့ရောက်အောင်အနောထာမင်းတရားဟာအာတုံကွန်ဆိုင်ကြိုးပမ်းခဲ့ပါတယ်လွယ်တဲ့ကိစ္စမဟုတ်အခက်အခဲများစွာကြော်လွှားခဲ့ရတဲ့ခရီးဖြစ်ပါတယ်ပထမကြုံရသည်ကလက်နက်စုံညီနဲ့လူအင်အားအပြည့်နဲ့အရေးကြီးကိုရောမြတ်တို့ရဲ့အဖွဲ့အစည်းပြီးတော့ဒီအရေးကြီးတို့စီယုံလှုပ်ဆော်ထားတဲ့ပကံပြည်သူတွေပြီးတော့နတ်ကိုးကွယ်သူပြည်သူလူထုပထမဆုံးရှင်းရတဲ့အရေးကြီးအင်အားစုဟာဒုတိယအခက်ခဲလောက်မကျပြန်အရေးကြီးတို့ကိုထိမ့်သိမ်းလက်နက်ဖြုတ်သူတို့အဆောက်အုံတွေကိုဖယ်ရှားဒီကိစ္စကိုအနော်တာမင်းတရားဟာပကံစစ်တပ်ကအဆင့်ဆင့်ဖြည့်ရှင်းပေးနိုင်ခဲ့တယ်အခက်အခဲများရှိတဲ့လောက်ရှိသည်မှန်စေဒီအခက်မှာတာမန်အခက်ဖြည့်ရှင်းရသောအခက်လွဲသောအခက်အရေးကြီးတို့လှုံ့ဆော်စည်းရုံးထားတဲ့ပြည်သူတို့ကိုစစ်မှန်တဲ့အတွေးခေါ်လမ်းကိုဦးဆောင်ခေါ်ယူရမှာကတကယ်အခက်ပြည်သူတို့ဟာအယိုးစိမ့်နေတဲ့ဘာသာရေးအယူတဲမှုကိုလွယ်နှင့်မစွန့်လို့မိမိတို့ဘိုးဘွားပြည်ပင်လက်ထက်ကအမြတ်တနိုးကျင့်ကြံအားထုတ်ခဲ့ကြတဲ့မှားယွင်းတဲ့အယူဝါဒတွေကိုဖတ်တဲ့ထားခြင်းကြတယ်ဒီအခြေအနေဟာဖြည့်ရှင်းရခက်ဆုံးအပိုင်းဖြစ်ခဲ့ပါတယ်ဒီပြဿနာကိုဖြည့်ရှင်းရန်ကြိုးပမ်းရမှာမင်းနဲ့ပြည်သူတို့ကြားတွင်ကွာဟမှုကြီးရှိနေတယ်ဒီကွာဟမှုကိုနှီးစက်နိုင်သမျှနှီးစက်အောင်ဆောင်ရွက်ရမယ်ဖြစ်ပါတယ်
ရှင်ဘီရင်ဒီပြည်သူတို့ရဲ့အတွင်းစိတ်တရံကိုနားလည်ရမယ်ပြည်သူတို့ကလည်းအုပ်စိုးသူရှင်ဘီရင်ပေါ်အပြန်အလှန်နားလည်မှုရှိရလိမ့်မယ်။သို့မှသာလျှင်မင်းနှင့်ပြည်သူတို့ကြားပရိပက္ခမီးပွားကိုအလွယ်နှင့်ငြိမ်းသက်နိုင်ပါလိမ့်မယ်။ညီတို့ဆိုစေမင်းရဲ့ကြိုးပမ်းမှုဟာတစ်စုံတစ်ခုသောအတိုင်းအတာထိအောင်မြင်ခဲ့တယ်။ပြည်သူများတွင်ပထမတွင်ရှင်ဘီရင်နှင့်ရန်ဖြစ်ကျင်ကြတယ်မိမိတို့ရဲ့အတွေးခေါ်ကိုဖိနှိပ်ချုပ်ချယ်သောမီဒီယာအားမကျေနပ်ကြသို့သောအချိန်ကအဆုံးဖြတ်ပေ၏အချိန်ကြာလာသည်နှင့်အမျှနောဒန်ဘရင်ရဲ့စေတနာမှန်ဟာပြည်သူတို့ရဲ့စိတ်တရံကိုလွှမ်းမိုးနိုင်ခဲ့ပြီပကံနေပြီးတော့တဝမ်းမှာနတ်ကိုရောမြတ်တို့ရဲ့ဗိမာန်နှံကိုဖြိုရတဲ့အခက်အခဲကလည်းတင်းငယ်သည်လည်းမဟုတ်စင်လဲစင်အထွားနှင့်ပြည့်စိတ်လဲပြည့်စိတ်အထွားနှင့်အရေးကြီးသာသနာကိုဖြိုရမှာပြည်သူတွေကိုစီးရုံးရခတ်တယ်လို့ပါပဲယခုလဲနတ်တမကကိုတိုက်ဖြတ်ရမှာနတ်ကိုယ်ွယ်သူပြည်သူလူထုကိုစီးရုံးခေါ်ယူရေးဟာတကယ်မဟာအခက်အခဲဖြစ်ခဲ့ပါတယ်ပြောရမယ်ဆိုရင်နေရုပ်တွေကိုတန်ကြိုးနဲ့ချီပြီးနှက်လောင်ကျောင်းမှာထောင်သွင်းအချင်းထားပြီးပြီပဲဘာလို့သေးလဲလိုပါသေးတယ်နေရုပ်တွေထိမ့်သိမ့်နှကုန်းတွေမိရှုနှဝင်တွေကိုဖမ်းဆီးအရေးယူခြင်းဟာစင်စစ်တော့ရုပ်ပစ္စည်းများကိုပေါင်ခတ်ပေးခြင်းသာဖြစ်ပါတယ်ခတ်တင်သလောက်မခတ်ပြည်သူလူထုရဲ့အတွင်းစိတ်ဓာတ်မှာခိုးအောင်နေတဲ့နတ်ကိုးကွယ်မှုအစွဲလန်းကိုဖြိုရသည့်ကမှတကယ်အခက်အခဲဖြစ်ခဲ့ပါတယ်ပြည်သူတွေဆိုတာကအရေးကြီးသာသနာကိုစွန့်ခွာခဲ့ရသည်မှမကြသေးယခုနတ်ကိုးကွယ်မှုကိုဘယင်မင်းတရားကတားဆီးနေပြန်ပြီကန့်ကွက်ပိတ်ပင်နေပြန်ပြီကိုယုံကြည်တာကလေးမှကိုးကွယ်စည်းကပ်လို့မရတော့ဘူးလားနှုတ်မှထောက်ဖွင့်ရင်မမေးတော့လဲရင်ထဲမှာဒီလိုမိခွန်းတွေကအပြည့်အရှံရှိနေကြလိမ့်မယ်မကျေနပ်ချက်ကလေးတွေကိုနှုတ်ဖြင့်မပြောတော့မူအမူအရာဖြစ်ပြအလုံးနဲ့ဆန့်ကျင်ခုခံထုံးနှံမှုများကရှိတင်တဲ့လောက်ရှိခဲ့ကြသည်မှာအမှန်နော်ဒါမီဒီယာဖို့ကပြည်သူတွေကိုစီးကုပ်ပြီးနှက်ပြီးတင်ရပေလိမ့်မယ်မြင်းနေဆိုပြီးခုံချလေလဲကိုယ်တိုင်းနဲ့ကိုယ်ကန်ခံကြပြီးရောဒီလိုကြိုးပမ်းရမှာအင်အားမသုံးပဲဖြစ်နိုင်ပါကအင်အားကိုမသုံးခြင်းထို့ကြောင့်နတ်ကိုးကွယ်မှုနေရာမှာအစားထိုးနိုင်ပြီဖြစ်သောဗုဒ္ဓဘာသာထွန်းကားရေးကိုအာသွန်ခွန်ဆိုင်ကြိုးပမ်းရတယ်တို့ဖြစ်ပင်နော်ဒါမီဒီယာဟာတထုံပြည်ကပိဋကတ်သုံးပုံနဲ့ဓာတ်တော်မွေတော်များကိုအားထားမိခဲ့တယ်ဗကန်ဒီပြည်တော်မှနေပြီးတထုံပြည်ရှိရာအကြေဒေတာတို့မီဒီယာဟာလေတဆန်းဆန်းမျှော်ပါ၏တထုံပြည်ဆိုဒီမှာဒီဘက်တွင်ရှိတန်ကောင်းပါရဲ့ဗုဒ္ဓဂေါရမရဲ့ဓာတ်တော်မွေတော်တွေရှိတဲ့ပင်လယ်ကမ်းစပ်နဲ့မဝေးတော့နိုင်ငံခြားနှင့်အဆက်အဆံရှိတဲ့ရှင်အရဟံမထေရမြတ်မိတ်ဆွေကြရာဆိုရင်ပိဋကတ်သုံးပုံကျမ်းတွေအစုံ30ပင်ရှိတဲ့ပိဋကတ်သုံးပုံအစုံ30ထဲမှာတစ်စုံလောက်ရလျင်ပင်တော်ပါပြီဒီပိဋကတ်သုံးပုံကိုသာရလျင်ပြည်သူတွေကိုစီးရုံးရမှာဒီတက်ခီးရောက်လိမ့်မယ်ဘီရင်တစ်ပါးအနေနဲ့ဖုန်းကိုကြည့်ဖို့အချိန်ဝါမြန်မာဖို့အုပ်ချုပ်တော့နေပယ်ကျပြန့်ဖို့ကိုကမမောသည့်အမှန်ပါပဲသို့တော့ဒီအရာတွေထက်မမောမြန်တို့ဒီကပကံနိုင်ငံတော်မှဗုဒ္ဓဘာသာပြည့်ပြည့်ဝဝစီပင်ထွန်းကားရန်ပကံနိုင်ငံတော်မှလက်ဆင့်ကမ်းလိုက်တဲ့သာသနာမိရှုတိုင်ကြီးကိုနောက်လူတို့ဆက်လက်ထွန်းညှိသွားနိုင်ရန်သာဖြစ်ပါတယ်တို့နဲ့နော်ထာမီဒီယာဟာပကံနိုင်ငံတော်ကတန်တမန်အဖွဲ့တစ်ဖွဲ့ကိုတထုံပြည်သို့ဆေးလွတ်ရန်စီစဉ်လေတယ်ပကံနိုင်ငံတော်ရဲ့တန်တမန်အဖွဲ့ကိုအနော်ထာမီဒီယာရဲ့စိတ်ချရဆုံးအမတ်ကြီးပညာဗလာကဦးဆောင်တယ်တန်တမန်အဖွဲ့ကောင်းဆောင်ပညာဗလာအမတ်ကြီးလက်အောက်မှာအဖွဲ့ငယ်၃ဖွဲ့ကိုတင်းကြားဖွဲ့စည်းပေးလိုက်တယ်သာသနာရေးအဖွဲ့ငယ်ယဉ်ကျေးမှုအဖွဲ့ငယ်လူမှုရေးအဖွဲ့ငယ်တစ်ဖွဲ့စီမှာတင်းကြားကောင်းဆောင်များပါရှိပါတယ်ဤအဖွဲ့ငယ်များဟာမိမိတို့တာဝန်ပိုင်းဆိုင်ရာလေ့လာမှုများကိုပြုကြရလိမ့်မယ်တရုံပြည်ရဲ့ဖွံ့ဖြိုးရေးတိုးတက်နေတဲ့သာသနာရေးလုပ်ငန်းများအခြေအနေဘယ်လိုရှိသလဲတထုံပြည်ရဲ့မြင်းမားဆန့်တင်နေတဲ့ယဉ်ကျေးမှုလုပ်ငန်းတွေကိုဘယ်သို့နည်းယူနိုင်မလဲတထုံပြည်ရဲ့ပညာရေးစီးပွားရေးအုပ်ချုပ်ရေးစသည့်လူမှုရေးလုပ်ငန်းများကိုဘယ်သို့မှတ်သားရှာဖွေနိုင်မလဲဒီအဖွဲ့ငယ်၃ဖွဲ့ဟာရင်းလုပ်ငန်းများကိုထိထိရရောက်နည်းယူမှတ်သားလေးလာနိုင်ကြမယ်လေးလာနိုင်သမျှတဲ့ကတင်တော်သမျှကိုဗကံနိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာအသုံးချနိုင်ပါလိမ့်မယ်ဒီလိုနဲ့တထုံပြည်သားပကံအဖွဲ့ဟာသာသနာရေးကိုဥတီသွားနေသည်မှန်စေအခြားသောအကျိုးဆက်များကိုလည်းတဲဆောင်လာနိုင်ရန်မင်းတရားကမျှော်လင့်တယ်တစ်ချက်ကုန်နှစ်ချက်ပြမဟုတ်လားတစ်ချက်ကုန်၃ချက်ပြတ်လိမ့်မယ်သာသနာရေးကိုဥတီတဲ့ပကံတန်တမန်အဖွဲ့ဟာတထုံပြည်မှာဖျားလဲဖူးရင်လက်ဥကလေးများလည်းရှာကြည့်ရပါလိမ့်မယ်တထုံပြည်သွားကြမည်ဆိုတော့ဒီတန်တမန်အဖွဲ့ဟာတထုံအကြောင်းကိုရှာဖွေလေ့လာကြရပြီတထုံပြည်ကမနူဟာမင်းရဲ့တထုံနိုင်ငံသမိုင်းပြီးတော့တထုံနိုင်ငံရဲ့ပထဝီဝင်အနေအထားတထုံနိုင်ငံရဲ့ပြည်သူတို့နဲ့အခြားနိုင်ငံများအဆက်အသွယ်အဝါ
ထို့ပြင်တထုံပြည်ကိုတွားရလန်ခီအစဉ်စဉ်ခရီးထောက်စခန်းများခရီးဆက်စခန်းများစသည်ဒီတို့လေ့လာရဝဲတထုံပြည်မှကြွလာတော်မူသောအရှင်အရဟံမထေရမြတ်ကလည်းကုညီလန်းညွန်ပေးပါတယ်ရှင်အရဟံပင်ခေါ်ခဲ့တဲ့တထုံယဟန်များထံမှလည်းမေး၍မြန်၍ရကြတယ်တထုံပြည်ခီးသည်များထံကလည်းတိလိုသမျှမေးရတယ်ဒီလိုလေးလာတော့မှစိတ်ဝင်စားဖွယ်ရာတထုံပြည်အကြောင်းအရာများကိုသိလာရပြီးတထုံပြည်ကိုသူဝနာဘူမိနိုင်ငံတော်ဟုတမိုင်းဆောင်ကဖော်ပြသည်ဒီပါဠိဝေါဟာရကိုမြန်မာလိုပြန်လျင်ယရနာမြေသို့မဟုတ်ရွှေတိုင်းပြည်ဟုအတိပ္ပယ်ထွက်မည်လားမသိသူဝနာဘူမိနိုင်ငံတော်မှာမြို့တော်ကတထုံဖြစ်သည်တထုံမြို့တော်ကိုပထမကရခဘူရဟုခေါ်ကြသည်တဲ့နောက်တော့သုတမဘူရဟုအမည်တွင်ခဲ့တယ်နောက်ဆုံးတော့တထုံဟာနိုင်ငံခြားတိုင်းပြည်တွေနဲ့အဆက်အဆံရှိခဲ့တယ်ထိုစဉ်ကတထုံပြည်ဟာပင်လယ်ကမ်းခြေမြို့တော်ဟုဆိုကြတယ်နောက်အခါမှာနှုံးမြေများပို့သည်ဖြင့်ကုန်းပိုင်းသို့ရောက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုတယ်နိုင်ငံခြားသားတိုင်းပြည်များနဲ့အဆက်အဆံများသည်ဆိုတော့ဘယ်နိုင်ငံတွေလဲထိုချိန်ကယခုကထိုင်းနိုင်ငံဟုခေါ်နေကြတဲ့ယူရီးယားနိုင်ငံမပေါ်သည်ယူရီးယားဟာဗကန်နိုင်ငံတော်နောက်နှစ်အတော်ကြာမှမင်းနှစ်ပြည်နှစ်ထီးနှစ်စီနှစ်ဖြစ်ခဲ့တယ်ခရစ်နှစ်1350ပြည့်နှစ်တွေမှာရာမာဒီပတိမင်းကယူရီးယားနိုင်ငံကိုတည်ထောင်ခဲ့တယ်လို့သမိုင်းများကပေါ်ပြတယ်။သို့ဖြစ်၍တထုံနဲ့ယူရီးယားနိုင်ငံတို့ဟာဒီအချိန်တုန်းကဆက်ဆံရေးအခြေအနေမရှိဒီတော့တထုံနဲ့အဓိကထားပြီးဆက်ဆံပြီးနိုင်ငံမှာယခုကမ္ဘောဒီးယားမြန်မာအခေါ်ကမ္ဘောဇဟုခေါ်တဲ့ခမာတို့နိုင်ငံတီဟိုယခုသီရိလင်္ကာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ပင်ဖြစ်ပါတယ်။အထူးသဖြင့်အများဆုံးဆက်ဆံရတဲ့နိုင်ငံမှာတီဟိုနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဖြစ်ခဲ့တယ်။တီဟိုနိုင်ငံမှာအနောက်မဇ္ဈိမဒေသခေါ်သောအိန္ဒိယနိုင်ငံမှာဗုဒ္ဓဘာသာအမွေနှစ်ကိုကောင်းစွာခံယူရရှိခဲ့တဲ့နိုင်ငံဖြစ်တယ်။ဗုဒ္ဓဘာသာဟာနောက်ပိုင်းမှာအနောက်မဇ္ဈိမဒေသ၌လုံးဝပျောက်ကွယ်ခဲ့တယ်။သို့သောဗုဒ္ဓဘာသာရဲ့အမွေကောင်းများကိုလက်ခံရရှိထားတဲ့တီဟိုနိုင်ငံတွေမူဗုဒ္ဓဘာသာကြီးပွားဖွံ့ဖြိုး၍နေပါပြီ။တီဟိုနိုင်ငံဟာဗုဒ္ဓဘာသာနှင့်အတူအိန္ဒိယနိုင်ငံမှယဉ်ကျေးမှုအမွေအနှစ်များကိုပြည့်ပြည့်ဝဝရရှိခဲ့ပါလိမ့်မယ်။ဒီတော့တီဟိုနိုင်ငံနဲ့အဆက်အဆံရှိခဲ့တဲ့တထုံပြည်၌ယဉ်ကျေးမှုထွန်းကားနေခြင်းမှာအစမ်းတကြေမဟုတ်တော့ပြီးမှန်းမျှော်ကြည့်နိုင်ကြပါ၏။တထုံပြည်ဟာဗုဒ္ဓဘာသာအမွေအနှစ်များနဲ့ဘာသာရေးဘက်တွင်တကွန်ထူနေတဲ့နိုင်ငံတော်ပြီးတော့ဘာသာရေးနဲ့တပါးတည်းရရှိခဲ့တဲ့အဆင့်မြင့်မားတဲ့ယဉ်ကျေးမှုအမွေအနှစ်များအဆင့်မြင့်တဲ့လူနေမှုအခြေအနေများအဆင့်မြင့်သောအတွေးခေါ်ယူဆများနှင့်တိတ်ခါကြီးစွာထွန်းကားနေသောနိုင်ငံတော်ဒီနိုင်ငံတော်ဟာထိုခေတ်မြန်မာနိုင်ငံတော်တဝမ်းရှိပဒေသရိနိုင်ငံတော်အများအပြားတွင်အဖက်ဖက်ကမနှိုင်းယှဉ်နိုင်တဲ့နိုင်ငံတော်ကြီးလည်းဖြစ်လိမ့်မယ်ကြည်ပါထိုချိန်ကပကံတွင်အနော်ထာမီဒီယာစိုးစံနေခိုင်ဗုဒ္ဓဘာသာရဲ့မျိုးစေ့ကလေးကိုအပင်အဖြစ်ရှင်တန်ရန်ကြိုးပမ်းနေစေအထက်ဘက်ရှမ်းတို့ဒေသနှင့်အခြားသောတိုင်းသားတို့နေထိုင်ရာတောင်တန်းဒေသများတွင်တိကျပဒေသရိနိုင်ငံကလေးများမှအကွဲကွဲအပြားပြားရှိနေစဉ်ဒီအချိန်မှာယဉ်ကျေးမှုအစဉ်တန်းမြင့်မားရန်ညီတို့မျှမျှော်လင့်ရမရသို့သောထိုအချိန်မှာပကံဟာဘာသာကိုးကွယ်မှုအဆောက်အဦတည်မှုဝတ်စားဆင်ရင်မှုအုပ်ချုပ်ရေးမှအစအဖက်ဖက်မှာကြီးပွားတိုးတက်နေသည်ကိုယုံမှားတန်တရားဖြစ်စေရမရှိပါဒီများတိုးတက်ထွန်းကားနေတဲ့နိုင်ငံကလေးဟာရှေးပဝေသနီမြို့တီနန်းတီမပြုတ်မီကတန်ငါရွာကလေးဖြစ်မြတာရှိခဲ့တယ်လို့ဆိုတယ်တန်ငါရွာကလေးဆိုမှတကယ်မထင်မရှားတန်ငါရွာကလေးတရားပါဒါနေလူမျိုးစုများမှာတိုင်းသားလဝလူမျိုးစုများဖြစ်ကြတယ်ဒီလူမျိုးစုတွေဟာပင်လယ်ပြင်ထွက်ကျက်စားနေတဲ့ထူးချွန်တဲ့တန်ငါကြီးများဖြစ်ခဲ့ကြတယ်နောက်အခါတွေမူမြန်မာနိုင်ငံအောက်ပိုင်းဒေသရှိမွန်တိုင်းသားချုံနဲ့ပအိုးတောင်သူလူမျိုးများဟာတထုံတီးယာဒေသကိုရေကြီးရာမျက်နှာရှာဖွေပြောင်းရွှေ့လာခဲ့ကြတယ်ဗုဒ္ဓမြတ်စွာဘုရားရဲ့ဘိုးတော်အစ္စနာမင်းကြီးဖြိုကျင်းတက္ကရာ94ခုနှစ်မှာတထုံမြို့နှန်းကိုတည်ပြုခဲ့ကြတယ်လို့တမိုင်းတစ်ဆောင်ကဆိုတယ်တထုံမြို့နှန်းတည်ပြုTV စိုးစံသူမှာတီဟရာဇာမင်းဖြစ်တယ်တီဟရာဇာမင်းမှသည်နောက်ဆုံးမင်းဆက်ဖြစ်တဲ့မနုဟာမင်းအထိမင်းဆက်59ဆက်စိုးစံခဲ့ကြတယ်စောစောပိုင်းကာလများကတထုံဟာတိုင်းကြားရန်သူများရဲ့တိုက်ခိုက်ခြင်းမှာကင်းဝေးခဲ့တယ်ဒီတို့ဖြစ်ရအောင်တထုံနေပြည်တော်ရဲ့ပထဝီဝင်အနေထားကကာကွယ်ပေးသားသည်ဟုထင်ရပါတယ်ကြည်ပါတော့တထုံမြို့ရဲ့အရှိတ်ဘက်တွင်ပေ900ခန့်မြင့်မာတဲ့တောင်တန်းကြီးများကမြို့ကိုစီးထားတယ်မြို့ရဲ့နောက်ဘက်မှာဒီမမှန်လွှမ်းတဲ့
ပင်လယ်ပြင်ကြီးကရှုရည်မစုံမျောရည်မစုံမြို့ရဲ့တောင်ဘက်နဲ့မြောက်ဘက်တို့မှာမြို့ရိုးလေးတက်ကာရန်ထားတယ်မြို့လေးတက်အတွင်းမှာကျုံနှစ်ထပ်ရှိတယ်ပြီးတော့ခန္ဓာများလည်းအစင်းစင်တည်ဆောက်ထားသေးတယ်ဒီတော့ရန်သူတို့ဘယ်ကလာမှလဲအရှိကလာတောင်တန်းရှည်ကြီးများပေါ်မှာတထုံစစ်တီတို့ကအပေါ်စီးဖြင့်ခုခံတိုက်ခိုက်ကြလိမ့်မယ်အနောက်ဘက်ကလာတဘာဝခန္ဓာကြီးဖြစ်တဲ့ပင်လယ်ပြင်ဟာရန်သူတို့ကိုစီးကြိုတားဆီးပေးထားပါလိမ့်မယ်ခင်မီရေတက်ပညာရက်တို့ကိုမကြမ်းကျင်သေးတဲ့ထိုခေတ်ကပင်လယ်ပြင်မှစစ်ကြည်လာရန်အရေးမှာတွေး၍ပင်ရဝယ်မရှိတောင်နဲ့မြောက်ဘက်တို့ကလာတဲ့ရန်သူတွေဟာမြို့ရိုးလေးတက်မှတထုံစစ်တီလေးစင်ရဲ့ခုခံကာကွယ်မှုကိုဘယ်လိုကြော်နိုင်မှာလဲလေဒီလိုရန်သူတိုက်ခိုက်မြေအနေကစိတ်ချလက်ချကာကွယ်ထားတဲ့တထုံမင်းနေပြီးတော့တွင်ရွှေနန်းတော်ကိုလှပတင်နေစွာတိဆောက်ထားခဲ့တယ်တထုံရွှေဟောင်းနန်းတော်ကိုတထုံမြို့လယ်မှာတိဆောက်ထားတယ်တထုံနေပြီးတော့ဒီတောင်နဲ့မြောက်ရှည်လျားပြီးအရှိနဲ့အနောက်မှာအလျားတူတယ်ရင်းမှာနောက်ကန်တောင်တန်းအလိုက်မြို့တော်ကိုတည်ထားခြင်းဖြစ်လိမ့်မယ်ယဉ်ကျေးမှုမွေးနေ့1300မင်းနေပြီးတော့ဆိုတော့တထုံရွှေနန်းသည်အနုပညာလက်ရဆန်းများဖြင့်ထုံမှန်းထားသည်တထုံပြင်အဆက်ဆက်ကမိမိတို့ရွှေနန်းကိုအစမ်းတကျရှိလာတဲ့တိုင်းကြအနုပညာများဖြင့်အထက်ထက်မွမ်းမံထားပါလိမ့်မယ်အရှိန်တော်အနုပညာလက်ရဆောင်ကိုအမွေခံထားတဲ့တထုံရွှေနန်းရဲ့ခန်းညာတဲဝါခြင်းကိုစိတ်မှန်းနှင့်ပင်လွမ်းလောက်ပါ၏အိန္ဒိယတိုင်းမှာအနောက်ယဉ်ကျေးမှုပန်းပွင့်ပန်းခံများသည့်၎င်းတီဟိုနိုင်ငံမှထွေပြားတဲ့စုလင်မွန်းချွန်အနုစိတ်လက်ရများသည့်၎င်းခမာနိုင်ငံတော်ကရရှိတဲ့ခမာပန်းခတ်ပန်းလက်အတွန့်အတက်အကွက်အလိမ်များသည့်၎င်းတထုံရွှေနန်းကိုလွှမ်းခြုံပေးထားသည့်အနုပညာဂုဏ်ရည်များဖြစ်ခဲ့လေသည်တထုံကျောင်းကိုလေးလာစုံစမ်းကြည့်တဲ့အခါဒီနယ်သိရပြီးခံညာတဲ့တထုံထဲဝါတဲ့တထုံလှပတဲ့တထုံဒီတထုံပြည်အကြောင်းကစိတ်ဝင်စားစရာကောင်းလာပါပြီသတင်းတွေကထုံသိမ်းလာပါပြီတထုံဆိုတာနတ်ပုံနန်းနန်းလိုပဲတယ်အလုံးပဲတရားလှပတဲ့နေပြီးတော့ဖြစ်ပါတဲ့ခမ်းနားတဲ့ဘုံဆောင်ပြတ်သက်တွေစမ်းကြဲတင်ဆန်းတဲ့အဆောက်အုံတွေပကံသားတွေမမြင်ဘူးတဲ့ပန်းတွေပွင့်လို့ပြီးတော့တထုံသူကလေးတွေကချောချောင်းလှချောင်းသတင်းတွေကလည်းပြန်မွေလျက်မွန်အမျိုးသမီးကလေးတွေမဟုတ်လားအသားကဖြူဖြူပွေးပွေးစကားပြောပုံကခက်ဝဲဝဲပင်လယ်နဲ့နီးလေတော့အသားရည်ကဖြူဖြူအီအီနုနုညံ့ညံ့ဖော်ရွှေလိုက်ပုံကဖြစ်ပြောလို့မကုန်ပြီချစ်စရာကလေးတွေခင်မင်းချင်းစရာကလေးတွေမျက်နှိုးတွေ့တာစရာကလေးတွေပထုံမှလာတဲ့အခြေခီးတွေတို့ထံကဒီသတင်းစကားတွေကအကြောင်းထက်အောင်ကြားခဲ့ရပြီဒီတော့တထုံပြည်သားတန်တမန်အဖွဲ့မှာဒီခီးအတွက်စီစဉ်ရင်းပျော်လေသည်ပျော်နေရင်လည်းစီစဉ်ဆောင်ရွက်မှုတွေလုပ်နေကြရသည်တကယ်ဆိုတော့တထုံဆိုတာထိုခေတ်ကနိုင်ငံခြားတိုင်းပြည်တစ်ခုလိုတတိတကြားတနန်းတပြည်ပဲကိုသို့နှင့်တထုံပြည်သားအမှာကိုနိုင်ငံခြားခီးလိုအောင်းမေးကြ၏လိုက်ကျင်သူတွေကမို့လို့ပေါ့သို့တော့ဒီခီးမှာအပျော်ခီးမဟုတ်အလုတ်ခီးအပန်းပြေခီးမဟုတ်နိုင်ငံတော်ဝန်နဲ့သွားရတဲ့ခီးစိတ်ကူးရလို့ထားသွားရတဲ့ခီးမဟုတ်အစီအစဉ်နဲ့ရည်မှန်းချက်နဲ့စနစ်တကျသွားလာဆောင်ရွက်ရမယ်ချစ်ကြည်ခီးဒုံးနေပင်လိုအပ်သူမှအပါအခြားလူကိုခေါ်သွားရန်မဖြစ်ဘယ်လိုပဲဖြစ်ပေါ့လိုက်ကျင်သူတွေကတော့ဟိုပုဂ္ဂိုလ်ကြီးကပ်ပြောဒီအမတ်ကြီးကတ်ချွဲအစင်မြင့်မြင့်ကဆင်လောက်ကြီးတဲ့တာဝန်ရှိသူတွေနဲ့ကတ်လို့ကြံစီကြပါလိမ့်မယ်သို့တော့နိုင်ငံရေးရည်မှန်းချက်တရက်ကိုစီးစနစ်ကြကြအကောင့်ထဲပေါ်တတ်တဲ့ဘရင်အတော်ထားမဟုတ်လားဘရင်မင်းမြတ်ကိုကြောက်ပါ၏ယွံပါ၏တောင်မဲ့ခီးတွေကိုဒီခီးမှာခေါ်ရမဖြစ်တော့ပြီနောက်ထပ်မင်းတရားကတထုံသွားတန်တမန်ဖွဲ့ရဲ့တောင်များကိုတင်းတင်းကြပ်ကြပ်ချမှတ်လိုက်သည်အထက်ထက်မှားလိုက်သည်ကရည်မှန်းချက်အကောင့်ထဲပေါ်ရေးဖြစ်၏တန်တမန်ကျဲဝကိုမချွန်ရွေးစဉ်နှင့်တန်တမန်ဆောင်ပုတ်ကိုဦးထိပ်ပန်နိုင်ငံတော်ကပေးအပ်လိုက်တဲ့တာဝန်ကိုကျေးပွန်စီရည်မှန်းချက်အောင်မြင်စေရန်ကြင်ကြံအားထုတ်သတင်းကောင်းကိုဆောင်ခဲ့ပါလေနောက်ထပ်မင်းတရားဟာတထုံပြည်မနူဟာမင်းတရားအတွက်လက်ဆောင်ပဏာများပေးဆက်လိုက်သည်အရေးသွေးကောင်းတဲ့ကြောင်းမြတ်ရတနာများနန်းစော့တရုတ်နိုင်ငံထွက်ပိုးတယ်များကျွေးတဲ့ပစ္စည်းများပကံနိုင်ငံဖြစ်လက်မှုပညာပစ္စည်းများပြားရည်နှင့်အညာဒေသထွက်စားသောက်ပွဲပစ္စည်းများစသည်ပကံတန်တမန်အဖွဲ့သည်တရားဝတီမြေရိုးမှနေပြီးဥက္ကလာပတိုင်းအထိလှေပြည့်စုံစင်သည်ဥက္ကလာပတိုင်းပြည်သို့ရောက်သောအခါဥဒ္ဒဘကိုးနိုင်ငံတော်သို့ခေတ္တဝင်ရောက်ရန်နာကြသည်ဥဒ္ဒဘကိုးဘရင်သည်ပကံတန်တမန်အဖွဲ့ကိုဝမ်းသာစွာကြိုဆို၏စင်စစ်ဆိုသောဥဒ္ဒဘကိုးမင်းနှင့်ပကံနိုင်ငံတော်ပြည်ရှင်ဘရင်အနော်ထာမင်းတို့မှာယခင်ကအဆက်ဆံမရှိခဲ့ယခုပကံနိုင်ငံတော်မှတန်တမန်အဖွဲ့ရောက်လာတော့ဥဒ္ဒဘကိုးမင်းတရားဟာဖော်ရွှေစွာကြိုဆိုသည်ဒီမင်းကနိုင်ငံရေးအမြင်ရှိသူဖြစ်ပါလိမ့်မယ်ပြီးတော့ပကံနိုင်ငံတန်အဖွဲ့ကိုပြူပြူငငါကြိုးဆိုခြင်းအတွက်တီးခြားရည်မှန်းချက်လည်းရှိမည်ဧကန်ဒါဖြစ်
ဒီမှန်းချက်ကပါလေထိုကိထိုချိန်ကပကံနဲ့ပကိုးနဲ့တထုံတို့တွင်မွန်ပြည်များကထီပြိုင်နန်းပြိုင်စိုးမှုနေတယ်တထုံမှာလည်းမွန်ပြည်ကသူထီသူနန်းသူကျငန်းနဲ့ဩတပကိုးမှာလည်းမွန်ပြည်ကကိုတီကိုနန်းကိုကျငန်းနဲ့ဒီတော့ဒီပြင်တစ်ပါးဟာနန်းပြိုင်နေသူများဖြစ်ပြီးမတင်ဖြစ်ခဲ့ကြတယ်ပဋိပက္ခပွားခဲ့တယ်ရန်ကျွင်းရန်ကြွေးရှိခဲ့ကြတယ်ဒီရန်ကြွေးမှာနိုင်ငံရေးကြောင့်ဖြစ်ကြတဲ့ရန်ကြွေးဟူကားမစုံနိုင်နိုင်ငံကုန်သွယ်မှုကိစ္စဆက်နေစေရေးအရေးကင်းကိစ္စဒါတော့တမီတော်လဲလေထိမ်းများရေးပြဿနာတို့မှာအစားအသေးအဖွဲသောပြဿနာကလေးများမှာပွားခဲ့တဲ့ပဋိပက္ခအမိုက်ကစားပြတ်တမ်းမီလောင်ခဲ့ရတဲ့ပဋိပက္ခများဖြစ်ချေတယ်သို့တော့ဒီမီးပွားကလေးများဟာတစ်ချိန်တွင်အကျဲမငိမ့်ပွဲဖြစ်ခဲ့ရတဲ့ပြဿနာတည်းကြုံဘူးတယ်ဒီကိစ္စမှာဂျွန်ဟုခေါ်သောယွန်းစစ်တီတို့သည်ကျူးကျော်နေချက်စစ်ကိုပကိုးကခံနေခြင်းနှင့်ပတ်သက်သည်ယခုကထိုင်းနိုင်ငံယူရီးယားနိုင်ငံကိုထင်ရှားနေတဲ့နေရာဒေသမှာဒိုချိန်ကကမာခေါ်ဂျွန်မျိုးသားတို့ကစီတီနိုင်ငံဖြစ်ခဲ့တယ်ဂျွန်စစ်တီတို့ဟာမိမိတို့အင်အားကိုပြရင်အိန္ဒိယနိုင်ငံတွေကိုထိကဘာရေကဘာလုပ်တယ်ဒါကတော့စမ်းကြဲတဲ့ကိစ္စမဟုတ်လူအင်အားရှိလက်နက်အင်အားတောက်ကျူးကျော်စစ်ကိုဆင်နွှဲနိုင်တဲ့အင်အားလည်းရှိတဲ့နိုင်ငံတနိုင်ငံဟာမိမိစွမ်းရည်ကိုပြနိုင်ရန်အားထုတ်ပေးလိမ့်မယ်။သို့နဲ့ယခုစင်းမဲ့ဒေသမှာအခြေစိုက်တဲ့ဂျွန်စီတီတို့ဟာမြန်မာနိုင်ငံနယ်မြေအချို့ကိုသွေးတို့ဆိုင်ရင်ထိပါလာကြတယ်။ဂျွန်စီတီတို့ကပါးရည်နဲ့ရည်ရှိလာပါပြီ။သူတို့ဟာတက်ရခတ်တဲ့တထုံပြည်ကိုကာကွယ်ရေးအင်အားကိုစူးစမ်းထောက်လှမ်းမိကြတယ်။တထုံကိုဝင်ဆန်းလျင်အလောင်းထမ်းပြန်ရမည်ဟုနားလည်ကြတယ်။ထို့ကြောင့်တထုံကိုကြော်ရိပ်ထားခဲ့ပြီးဩတပကုတ်ဘက်သို့အလင်းဥစွာကြီးကပ်ကြလေတယ်။ပကုတ်ကိုအောင်လျင်တထုံသည်အသေးမွားဖြစ်သွားလိမ့်မယ်။အရှိန်ဝါပြရုံဖြင့်အညံ့ခံလာလိမ့်မယ်။ပကုတ်ကိုအခြေချ၍အထက်ဘက်တွင်ပကံအထိတန်မည်။အောက်ဘက်တွင်မုံတို့အခြေချရာဒေသတိုင်းကိုမိမိတို့ဖနှောက်အောက်ရောက်စေမည်။သို့သောယခုလောလောဆယ်တွင်ဂျွန်စီတီတို့ဟာပကုတ်နေပြီးတော့အထိဝင်ရောက်လှုပ်ကြံတိုက်ခိုက်ခြင်းမပြုပကုတ်ရဲ့တိုင်းစွန်ပြည်နာကိုသာထိပါသည်လှုပ်ကြံသည်ပကုတ်ပြင်ကမိမိရဲ့စစ်တပ်များဖြင့်ဂျွန်စီတီတို့ကိုနှိမ်နင်းတိုက်ခိုက်ပါ၏နိုင်သည်လည်းရှိရှုံးသည်လည်းကြုံစစ်ရေးမှာရှုံးလိုက်နိုင်လိုက်အခြေအနေဒီပုံနဲ့ဆိုရင်ပကုတ်နေပြီးတော့အတွက်စိုးရင်စရာမဟုတ်လားသို့တော့အဖျားနာကိုဖဲ့ပြီးနောက်တစ်နေ့တွင်မုတ်စီကျော်အလဲသားကိုဓာတ်ဖြစ်ဖောက်၍အစားခံရမည်ကိန်းမလွဲမသွေကြုံလိမ့်မယ်ဒါကိုဩတပကုတ်ပြင်ကမွန်တိုင်းသားအချင်းချင်းသွေးစည်းညီညွတ်ရန်အားထုတ်လေတယ်သူကတထုံပြည်မနူဟာတန်ချစ်ကြည်ရေးလက်ကိုကန်တယ်နှစ်ပြည်တော်မွန်ပြည်သူတို့အကြားညီညွတ်မှုယူရအောင်ပြည်ပရန်ကိုလက်တွဲလို့ခုခံရအောင်နိုင်ငံကြားချစ်ကြည်ရေးရွှေနှများကိုတပြားတည်းဆက်ကြရအောင်သို့သောတထုံပြည်မနူဟာမင်းဟာပကိုးမင်းကမ်းလာတဲ့လက်ကိုရက်ဆက်စွာပုတ်ချလေတယ်သူကပကိုးဘရင်ရဲ့လက်ကမ်းကြိုဆိုမှုကိုလက်မခံနိုင်ကြောင်းအပြေပေးတယ်။အမှန်တော့မနူဟာဘရင်ဟာအတွေးခေါ်လွဲမှနေခြင်းဖြစ်တယ်။မင်းတရားသည်မိမိအင်အားကိုတရလွန်ယုံကြည်နေတယ်။ဂျွန်စီတီတို့သည်တထုံပြည်အနားသို့တီဝန်းကောက်ဝန်းမည်ပင်မဟုတ်ကြ။ယင်းတို့သည်တထုံရဲ့အနေအထားကိုစူးစမ်းထောက်လှမ်းကြပြီးသားပဲ။ဘယ်တော့မှထိပါရန်ကြံလိမ့်မည်မဟုတ်။ဒီအချိန်တိုင်းသာဆိုလျင်တထုံပြည်သည်လေးညာကနေတာသည့်တပါ။ဒါကြောင့်ဩတပကုတ်ပြင်ရဲ့ညီညွတ်ရေးကမ်းလှမ်းမှုကိုတထုံပြင်ကခါခါတီတီငင်းခဲ့ခြင်းဖြစ်မည်ဒီတော့လဲပကိုးပြင်မှာတထုံပြင်ရဲ့လောက်ရက်ကိုအမုန်းကြီးမုန်းခဲ့သည်တကယ်ဆိုမုံမျိုးသားချင်းချင်းရိုင်းမင်းကူညီတဲ့မာလျက်တထုံပြင်ဟာမလျော်သောအကျင့်ကိုဆောင်ခဲ့ပြီးမတင်သောစကားကိုပြောခဲ့ပြီးမမှန်သောလောက်ရက်ကိုပြုခဲ့ပါပြီကောဒီကစ၍ပကိုးနဲ့တထုံတို့ကြားရန်ချင်းရန်ကြွေးတွေတင်ခဲ့သည်မတင်ဖြစ်ကြသည်ဆိုတော့ပါကိုက်လျင်နားပြန်ကြိုက်ကျင်ပြီးသို့သောဩတပကုတ်မင်းအဖို့တထုံကိုကြံမလို့အားသည်ဂျွန်စီတီတို့နေပြည်တော်သို့ရောက်မလာစေရအောင်ဘယ်သို့ဘယ်ပုံကာကွယ်ရမလဲဟုအားခဲကြိုးပမ်းနေရသည်ဒီချိန်မှာပကံတန်တမန်ဖွဲ့အားပဲခူးနိုင်ငံတော်သို့ခိတ္တဝင်လာခြင်းဖြစ်သည်ပဲခူးပြည်တန်းသို့ပကံပြည်အနော်ထားရဲ့မြစ်တာသဝန်ကိုကန်သည်စေတနာလက်ဆောင်ကိုဆက်သည်တရားစကားကိုဆိုပါသည်ပဲခူးပြည်ဟာပကံ၏လက်ဆောင်ပနာများကိုဝမ်းသာကြည်နူးစွာလက်ခံလေတယ်မြန်မာပြည်ကမှတည်တတ်သေးတယ်ချစ်ကြည်ရေးစကားတွေကိုဆိုချစ်ကြည်ရေးသဝန်လွှာတွေပို့လို့ကန်လို့ပကံတန်တမန်ဖွဲ့ဟာပဲခူးတွင်တိတ်ကြမနေနိုင်အဓိကရည်မှန်းချက်မှာပဲခူးမဟုတ်တထုံတုံးနဲ့ပဲခူးပြင်အဲဝတ်ပြုသည်ကိုကျေးဇူးတင်စွာလက်ခံစားတော့ပြီးတထုံတို့ခီးဆက်ရပြီး
ပဲခူးသို့ဝင်ခြင်းအတွက်တထုံသို့သွားရလမ်းကိုသိရပြီးပဲခူးပြင်ကစေပုတ်ကူညီတဲ့လမ်းပြအမှုတန်းတို့ကအကူအညီရတယ်ပဲခူးကနေတထုံကိုသွားရလမ်းမှာတကယ်တောမြိုင်စုံကလွမ်းအောင်ဖမ်းပြီးခရီးပါပဲတောထက်တက်ကိုဖြတ်တောင်ထက်တက်ကိုကျော်မြစ်အတန်းတန်းချောင်းအတန်းတန်းကိုကူးရတယ်တောလန်ခီဆိုတော့ကြားရီစင်တွေပေါ်လာတယ်တောတရိษံတွေများလာတယ်သို့တော်ပကံတရမန်အဖွဲ့ဟာကုသိုလ်ကံလှပါတယ်အခက်အခဲကြီးကြီးမားမားမကြုံရပဲတထုံပြည်သို့ချောမွေစွာဝင်ခဲ့ပြီးခရီးယူဇနာများစွာမှမျော်မှန်းလာရောက်ခဲ့ရတော့တထုံနေပြီးတော့သူပကံတန်အဖွဲ့ဝင်ရောက်ခဲ့ပါပြီတထုံနေပြီးတော့ကိုပကံတန်အဖွဲ့ရောက်ရှိလာကြောင်းတည်င်းသည်မွန်တိုင်းသားတို့အဖို့အလွန်ဆန်းကျဲတဲ့တည်င်းတရက်ဖြစ်ခဲ့ပါတယ်ပကံနိုင်ငံတော်ကိုကြားဘူးရုံများသာရှိတယ်မရောက်ဘူးကြပကံသားတွေကိုမြင်ဘူးဖို့ကဝေးပါရောယခုတော့မူပကံသားတွေကိုမျက်မြင်ကိုယ်တွေ့ဖြစ်ရပြီးအညာသားတွေမို့အသားတွေကခန့်ညွညွအပူပိုင်းဒေသဆိုတော့နေလောင်ထားတဲ့မျက်နှာနဲ့ကိုလုံးကိုယ်တွေကကောင်းပါပြီအရက်ရှိရှိတနောင်မမောင်တန်တောင်တင်ပကံသားတို့ရဲ့ဟန်မှာဝင်းဝင်ကြကြလေးလျာရှိပါ၏သို့တော့ပကံသားတို့၏မျက်နှာကတန်တမန်တို့အမူအရာအပြည့်အဝနဲ့နှိမ့်ချတဲ့အပြုံနူးညံ့တဲ့အပြုံတိမ်မွေ့တဲ့အပြုံပြီးတော့နှစ်လိုချစ်ခင်ပွဲသောပရိဒရာရနှုတ်ခွန်းဆက်စကားတွေဆိုသည်ပြောသည်တထုံပြည်မနူဟာရဲ့မင်းမူတန်းတို့ဟာပကံတန်တမန်ဖွဲ့ကိုပြူငါပြီးကြိုလေတယ်ပကံတန်တမန်ဖွဲ့ကိုနမ်းမြို့တွင်ရှိတန်ထဲမှာနေရာချပေးတယ်အစားအသောက်အနေတိုင်းရေမီးမှအစားပြေဆုံးအောင်စီစဉ်ပေးတယ်တထုံပြည်မနူဟာရဲ့အားထားရတဲ့အမတ်ချုပ်ကြီးဗညာဒလာနဲ့ဝန်ကြီးဝန်ငယ်တစုတို့ကြိုးစိုးဧခံကြပုံမှာခြေနှက်စရာပါအမတ်ချုပ်ကြီးဗညာဒလာကနေစဉ်တန်းထဲသို့လာတယ်ပကံဧည့်သည်တော်များအဆအရရကြည်လင်ချမ်းမြေပါရဲ့လားကြံကန်သားလို့မှားကြပါရဲ့လားဧည့်သည်တော်များစိတ်ချမ်းသာကြပါစားကိုချမ်းသာကြပါစားစားတော့ဘွယ်တို့ကိုဧခံကျွေးမွေရမှာလဲမလေဟင်းစေနဲ့ပြုပွဲကိစ္စတို့ကိုဖြည့်စည်းဧခံရတွင်မချွတ်ယွင်းစေနဲ့မချွတ်တဲ့စေနဲ့တရုံပြည်ရဲ့အမတ်ချုပ်ကြီးပညာဒလာနဲ့ပကံနိုင်ငံတန်တမန်အဖွဲ့ကောင်းဆောင်ပညာဗလအမတ်ကြီးတို့၏ဒေဆောင်ကမှာကြည်နူးချမ်းမြေစရာပါပညာဗလအမတ်ကြီးကမိမိတို့လာရင်အကြောင်းကိုရှင်းပြတယ်မိမိတို့ရည်ရချက်မိမိတို့ဆန္ဒမိမိတို့အလိုရှိရာကိစ္စများကိုထုတ်ဖော်ပြောပြတယ်ပကံနဲ့တထုံနဲ့ပကံဒီနှစ်နိုင်ငံရဲ့ချစ်ကြည်ရေးကိုမပြစ်မနေတီးဆောက်ကြရအောင်တကယ်ဆိုရင်မိမိတို့ဟာတမြေထဲနေတည်ရည်တဲ့တောက်ကြတဲ့ညီကိုချင်းတိုင်းသားတွေမဟုတ်လားတအုပ်လိုဒီကိုတအုပ်ကဖြည့်စွမ်းပြီးတအုပ်ကဝိုင်းဝန်းကာကွယ်ပြီးကြောချင်းလဲကတ်ကြရမယ်ရင်ချင်းလဲအကြရပြီလိမ့်မယ်ဒီတော့ပကံနိုင်ငံတော်တန်အဖွဲ့ရဲ့ရည်ရွယ်ချက်များအောင်မြင်တဲ့လောက်အောင်မြင်ပါတယ်ပါရှိလာတဲ့အဖွဲ့ငယ်၃ဖွဲ့ဟာတီးခြားအစီအစဉ်နဲ့လေးလာရေးလုပ်ငန်းများကိုလေ့လာကြတယ်ပညာရေးကျန်းမာရေးစီးပွားရေးအခြေအနေဝါကိုလဲကြည့်ရှုကြတယ်တရုတ်နိုင်ငံရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေတီဆောက်ရေးစခန်းတွေကိုလည်းလေ့လာနိုင်ကြပြီတထုံရဲ့တီဆောက်မှုအမှုပညာကအံ့ဩဖွယ်ကောင်းစွာအောက်ကိုကန်ရီခိုင်မာတဲ့မျိုးရိုးကြီးများတီဆောက်ထားသည်မှာအမခန်းပါပဲမြင်မာတဲ့မျိုးရိုးခိုင်ခန့်တဲ့ခန္ဓာနဲ့ကျဲပြန့်သောကျုံးတို့ရဲ့အနေအထားမှာတုံယုံရန်သူတို့အနားမှမတည်နိုင်ကြသောအခြေအနေတွင်ရှိနေပါတယ်အခြေခံပြီးတော့ဗုဒ္ဓဘာသာနိုင်ငံတော်မဟုတ်လားဘာသာရေးအဆောက်အုံတွေကခန္ဓာကြည်ကျယ်ပါပြီဖျားစီဒီအဆူဆူသည်ရွှေရောင်တဝင်းဝင်နှင့်မြတ်သွေးတောင်ပေါ်၌မြတ်သွေးစီဒီတဲနီပုံကတပ်ပဲထဲဝါလာ၏တောင်ပေါ်မှမြတ်သွေးစီဒီနှင့်အပြိုင်မြေပြန့်မှာရွှေစာရန်စီဒီနှင့်အထူးထူးအပြားသောစီရီပထိုးဖျားကျောင်းကများရဲ့ရှုခင်းကိုဖူးမြော်ရ၏ဗုဒ္ဓဘာသာဝင်ပကံတန်အဖွဲ့ကကြည်နူးချမ်းမြေပွဲအတွေ့အကြုံများကိုရင်ခုန်လောက်ပွဲခံစားကြရပြီးကောင်းလေစွာပကံတန်အဖွဲ့ဟာမွန်ရည်ကြီးမှုရဲ့အနှစ်သာရတည်းဖြစ်တဲ့မွန်ကာပွဲပရိသတ်တို့ကြည့်ရှုခွင့်ရတယ်မွန်အမျိုးသမီးချောချောလေးတွေကမြေဝိုင်းဇက်တပင်မှာကြည့်ရသူတို့ရင်ညိတ်စရာရင်သိမ့်စရာရင်ကုန်စရာရှားကြီးပုံရဲ့အတွဲကိုတင်းနေစေမှုတကြားထုထားတဲ့အယုတ်ကလေးတွေလားအထင်မှားစရာမွန်ကညာလေးတွေရဲ့အကချက်ကင်းနေလို့ပွဲမွန်အပြူကျော်လေးတွေရဲ့လှုပ်ရှားမှုဟန်အတွဲငိမ့်ညောင်းတဲ့မွန်ဂီတအတန်ကလေးများဒီလိုရတာထူးကလေးတွေနဲ့ကြုံရဆောင်ရတွေ့ရမြင်ရတဲ့အခါပကံတန်အဖွဲ့ဝင်လူငယ်တွေပင်မဆိုရနဲ့တန်အဖွဲ့ဝင်ကောင်းဆောင်ပညာဗလအမတ်ကြီးပင်ရတာထူးမှာလွန်ကျူးရှင်မြူးနေမျောမိခဲ့ပြီလှလိုက်တဲ့မွန်ပြိုလေးတွေပါလားချောလိုက်တဲ့မွန်ကညာလေးတွေပါလားနူးလိုက်တဲ့နှဲ့လိုက်တဲ့မွန်ကလေးများလှုပ်ရှားဟန်ပါကလားနှလုံးမွေးလျော်ပျော်စရာကလေးတွေကြည်နူးစရာလေးတွေရှင်စရာကလေးတွေမုံတို့တထုံပြည်မှာကြာကြာနေလင်ခတ်ရကြည့်ရဲ့ပညာဗလအမတ်ကြီးသဘောပေါက်ပြီးဒီပုံနဲ့ဆိုရင်ဟိုဘက်ကန်းတို့ရောက်ပွဲမမြင်ပါလ
လာရင်ရည်ရွယ်ချက်တွေပျောက်ကုန်လိမ့်မယ်ဒါကြောင့်မနူဟာမင်းမြတ်ထံသို့ခါစားဖို့မြော်ခွင့်ရအောင်ခက်လောလောကလေးတင်ရသည်တန်တမန်ဖွဲ့ရောက်နေဒီမှာအချိန်လဲညောင်းပြီးရပ်ပေါင်းလဲကြာပြီးဒီမြရက်တွေမှာလေလာပွဲရှုခြင်းစရာတွေစူးစမ်းနီးယူတင်တာတွေကိုလည်းတဝါကြီးလေလာပြီးပြီဒါကြောင့်လာရင်ရည်ချက်တိုင်းပြည့်ပြည့်ဝဝအကောင့်ထဲပေါ်ရအောင်ဘယင်မင်းမြတ်ထံပကံတန်ဖွဲ့ကဝင်ရောက်ဖို့မြော်ခွင့်ရပါရစေတုံးနေပကံတန်တမန်ပညာဗလအမတ်ကြီးနဲ့တန်ဖွဲ့ဝင်များဟာဘယင်မင်းမြတ်ထံသို့ဝင်ရောက်ဖို့မြော်ခွင့်ရကြ၏ဘယင်မင်းမြတ်ထံအဝင်မှာပကံနိုင်ငံတော်ပြည်ရှင်အနော်ထားမင်းမြတ်ကမ်းလိုက်တဲ့တဝန်လာကိုရွှေကျုပ်ဖြစ်ဆက်ရတယ်ပြီးတော့ခီးအစီအစဉ်တည်ယူခဲ့တဲ့ပကံနိုင်ငံတော်ရဲ့လက်ဆောင်မှုများကိုဘယင်မင်းမြတ်ထံတင်ဆက်ရတယ်တထုံမြေမနူဟာမင်းဟာပကံတန်အဖွဲ့ကိုကြီးကြီးရှင်းရှင်းပင်လက်ခံတွေ့ဆုံပါ၏ပကံနေပြည်တော်နှင့်တထုံပြည်တို့ကဝေးကွာလာသောနိုင်ငံများပဲဒို့စဉ်လျက်မနူဟာမင်းတရားဟာပကံပြင်အနော်ထားအကြောင်းကိုတိတန်သည် TV ကြားတန်သည်ကြားပြီးထင်ပါတယ်အင်အားကြီးမှတဲ့မင်းတကိုးထွားတယ်မင်းအရှိန်ဝါတောက်ပါတယ်မင်းသို့သောမိစ္ဆာအယူတဲတဲ့အရေးကြီးလူမိုက်တို့ရဲ့နိုင်ငံမှာပကံပြည့်ရှင်မင်းအဖြစ်လဲမနူဟာမင်းတရားကတည်ထားခဲ့လေသည်မနူဟာမင်းတရားကပကံနိုင်ငံပြည့်ရှင်နော်ထားမင်းရဲ့ကျမ်းမာရေးချိန်တွေကိုမေးပြီးနှုတ်ခွန်းဆက်တယ်နိုင်ငံစီပင်ဝါပြောရဲ့လားပြည်သူတို့ငြိမ်းချမ်းပါရဲ့လားကောပဲတိနံတို့ဖြစ်ထွန်းပါရဲ့လားမိုးလေဝသများမှန်ကန်ရဲ့လားစသဖြင့်နှုတ်ခွန်းဆက်စကားများဖြင့်မေးမြန်းပြန်တယ်ဒီတွင်အမတ်ကြီးပညာဗလာကမိမိတို့ရဲ့ခီးစဉ်ကိုတင်လျှောက်ရ၏ပကံတန်တမန်အဖွဲ့ဟာနေပြည်တော်မှရေချောင်းခီးဖြင့်ဥဒ္ဒပကုသို့လာခဲ့သည်ဥဒ္ဒပကုဘရင်တန်တွင်ရက်အတန်ကြာနားနေပြီးမှယခုတရုံပြည်သို့ကုန်းချောင်းခီးဆက်ခဲ့သည်တရုံပြည်ရှင်ဘယင်မင်းမြတ်ရဲ့တကူမြတ်တာဖြင့်မိမိတို့တန်အဖွဲ့ဘေးမတီရန်မခပါဒီတို့ပင်တန်တမန်ပြီးနှစ်လူချိုသားသောစကားကိုဆိုတယ်။ကျောင်းမွေလှပသောဝေါ်ဟာရများကိုတုံတယ်။လေးစားယူသေးဟန်ကိုလည်းပြပါတယ်။သို့သောဥဒ္ဒပကုပြင်နှင့်အဆက်ဆံရှိသည်ကိုကြားတဲ့အခါမနူဟာမင်းတရားရှင်မျက်နှာတော်ညှိုးလေပြီးအလိုတော်ဖြစ်မကြပြီ။မိမိနိုင်ငံတော်သို့လာခဲ့တဲ့လမ်းမှာခရီးမှာမိမိနဲ့မသိမတင်ဖြစ်နေတဲ့ပကုပြင်ကိစ္စဘာကိစ္စဝင်ပါရတာလဲပကိုးပြင်ဦးကြားလိုက်သည်နှင့်မနူဟာမင်းတရားရဲ့မျက်နှာမှာစောစောကရှင်ပြုံးနှစ်လိုပွဲဟန်များမတွေ့ရတော့သို့သောရာဇအိမ်ကြီးကိုဆောင်ကမင်းတရားဟာတိတ်ခါအပြည့်နှင့်ဆက်ပြီးနားထောင်တယ်ရင်ထဲကမကျေနပ်စိတ်မှာတော့အဖုအထည်ဖြစ်ရပြီအခုခံဖြစ်ရပြီပညာဗလအမတ်ကြီးဟာမနူဟာမင်းရဲ့မျက်နှာတော်ကိုမော်ဖူးသည်တန်တမန်ရေးရာပညာအရဲ့ရဲ့တွင်သူမတော်ထက်မြက်တဲ့အမတ်ကြီးမဟုတ်လားမင်းတရားရဲ့မျက်နှာရိပ်ကဲကိုမြင်လိုက်သည်နှင့်ချက်ချင်းပြောင်းလဲသွားတဲ့ဘယင်းမျက်နှာပေါ်မှာရာသီဥတုအခြေအနေကိုနားလည်လိုက်ပြီးသို့သောအကြောင်းဘယ်သို့ရှိသည်ဖြစ်မသိလုံးဝမသိလုံးဝမရိပ်မီဘယ်သို့ပဲဖြစ်ဖြစ်တန်တမန်တို့ဝတ္တရားကမိမိရဲ့တာဝန်ကိုညီတိနီးဖြင့်ကျေပွန်စွာထမ်းဆောင်ရသည်ဖြစ်စေကျေပွန်အောင်ထမ်းဆောင်ဖို့ပဲဖြစ်ပါတယ်ဘယင်းမျက်နှာမိုးလေဝါသမကောင်းယုံဖြင့်မိမိလိုင်းကိစ္စကိုနောက်ဆုတ်ရမရပြောစရာရှိသည်ကိုပြောဆိုစရာရှိသည်ကိုဆိုတင်စရာရှိသည်ကိုကန့်မြန်တင်မှအရေးတော်ပြီးပြီလိမ့်မယ်။သုံးနေပညာဗလမကြီးဟာလိုင်းကိစ္စသို့အမြန်ဥတီလျှောက်ထားရပါတော့တယ်။မနူဟာမင်းတရားကမေးတယ်။ပကံတန်တမန်အဖွဲ့ဟာချစ်ကြည်ရေးခီးတက်ပဲလားတခြားကောမြည်သောရည်ရွယ်ချက်ပါသေးတယ်ဘယ်နေ့ကရောက်လို့ဘယ်နေ့ပြန်ကြမလဲစသည်ဖြင့်အမေတော်ရှိသည့်အတွက်အပြေတော်ကိုဆက်ရတော့မယ်ပညာဗလအမတ်ကြီးဟာတူတူနဲ့လူရင်းကိုတင်လေတယ်နားစင်တော်မူပါဗျာတင်လျှောက်ခွင့်ပြုပါဗျာပကံတန်တမန်အဖွဲ့ဟာဖုံးတော်ကြီးမြတ်တဲ့ဘယင်မင်းတရားရဲ့ခြေတော်အစုံကိုဥခိုက်လာသည်မှာထုခဲ့တဲ့ရည်မှန်းချက်များရှိပါတယ်ပကံပြည့်ရှင်အနော်ထားဘယင်ဟာယခုကမှာဗုဒ္ဓဘာသာသာသနာကြီးစိုးစီပင်တိုးပွားအောင်အားဆိုင်ခုံဆိုင်ဆောင်ရွက်နေပါပြီကျိုးပန်းနေပါပြီဒီတို့ကျိုးပန်းရာအားထုတ်ရမှာပကံနိုင်ငံတော်မှာပိဋကတ်သုံးပုံကျမ်းများမရှိသေးဗုဒ္ဓဂေါတမရဲ့တတ်တော်မွေတော်များမရှိသေးမှားဒီကိုမှားမှန်ဒီကိုအမှန်ဟုအတည်ပြုရန်ကျမ်းနိကယ်လည်းမရှိဗုဒ္ဓရှင်တော်မြတ်ကိုရီမန်းကိုးကွယ်ရန်ဖျားရှင်ရဲ့ကျင့်ကြံတဲ့အမွေနှင့်လုံးဝမရှိတရုံပြည့်ရှင်ဘုရင်မင်းတရားထံ၌ပိဋကတ်သုံးပုံအစုံ30ရှိကြောင်းကြားသိရပါ၏ဗုဒ္ဓဘုရားရှင်ရဲ့တတ်တော်မွေတော်များကိုလည်းပိုင်ဆိုင်ကိုးကွယ်တာကြောင်းသိရပါ၏
တို့ဖြစ်သောကြောင့်ပိဋကတ်သုံးပုံမှတပုံကို၎င်းဘုရားရှင်တော်မြတ်ရဲ့တတ်တော်မူတော်များမှတင့်လျော်သည်ကို၎င်းလှူဒန်းချီးမြှင့်ပါရန်အနောထာမင်းတရားကိုစားတောင်းပန်ပန်ကြားအပ်ပါသည်ဗျာပညာပလအမတ်ကြီးကဒီလိုလျှောက်တင်ရင်ဘယင်အနောထာထမ်းမှပိဋကတ်သုံးပုံကျမ်းနှင့်တတ်တော်မူတော်များအလှခံသည့်ဒုတိယတော်ဝန်လာကိုမနုဟာဘယင်ထံဆက်လေသည်မမျော်လင့်သောအခြေအနေတရက်ကိုဖြစ်ကြုံရပြီမမျော်လင့်သောဖြစ်ရတစ်ခုနဲ့လည်းတိုးရပြီကြည့်ပါတော့မနုဟာမင်းတရားချက်ချင်းပဲအမူအရာပြောင်းသွားပြီနော်ဒါပြန်ဓမ္မဝိပို့တဲ့ဒုတိယသုံးလာကိုဖြန့်လို့ပဲမကြည့်လက်ဖြားနဲ့ပဲမထီတော့ပြီးတော့ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့မျက်နှာသားဖြင့်ပကံတဏ္ဍမန်ဖွဲ့ခေါင်းဆောင်ကိုကြည့်လေသည်ဒီလိုကြည့်ရင်ကပင်ဒေါသတန်ဖြင့်မနုဟာဘရင်ကမိတ်လေပြီးရက်လေတော့ပကံတဏ္ဍမန်နောက်ထပ်ဘာစကားကိုမှမတင်လေနှင့်ဗုဒ္ဓမြတ်စွာရဲ့တတ်တော်မူတော်များဟာပကံလိုမိစ္ဆာနိုင်ငံနဲ့တန်လို့လားဗုဒ္ဓမြတ်စွာရဲ့ပိဋကတ်ကျမ်းစာတို့ဟာပကံလိုအယူလဲမှားတဲ့ဒိဋ္ဌိနိုင်ငံနဲ့လျော်ကန်လို့လားအရေးကြီးရဟန်းတို့ရဲ့သာသနာကိုအယိုးဆွဲအောင်ကိုးကွယ်မြဲကိုးကွယ်ခဲ့တဲ့နိုင်ငံတော်မှာသာသနာထုံးကမည်ဟုဘယ်တော့မှမယုံကြည်နိုင်ပြီငါအသက်ရှင်သည့်ကာလပတ်လုံးဗုဒ္ဓမြတ်စွာရဲ့တတ်တော်မူတော်များနဲ့ပိဋကတ်ကျမ်းစာတို့ကိုဘယ်တော့မှမရနိုင်ဟုမှန်အစားကိုတော့ကောင်းအောင်စားစကားကိုကောင်းအောင်မပြောနေအောင်ရှေ့လူကြီးသူမတို့ကဆုံးမပူ၏ယခုတော့မင်းတရားသည်စကားကုံပြောချေပြီမင်းတရားရဲ့ဒေါသလိုင်းတန်ဟာညီလာခံခမ်းမကြီးတစ်ခွင်လုံးကိုပဲ့တင်ထက်၍လင်းပြန်သွားလေသည်မထိတ်နိုင်မတိတ်နိုင်ပေါက်ကွဲထက်လာတဲ့မကျေနပ်ချက်တို့ကိုမင်းတရားဟာအဆုံးစုံဖွင့်ရလိုက်လေပြီအံပွဲကောင်းစွာမယုံကြည်နိုင်ပွဲကောင်းစွာဝမ်းနည်းပွဲကောင်းစွာပကံဒီပီတော်မှချစ်ကြည်ရေးပဏာနဲ့ကမ်းလာတဲ့လက်ကိုမနုဟာမင်းတရားဟာမာနဓာဖြင့်ခုတ်ဖြတ်လိုက်ပါမကောဒေါသလက်နက်ဖြင့်ထုံးနှက်ပါမကောမောဟလန်ကျွန်းဖြင့်ထိုးလှန်လိုက်ပါမကောညလက်မှာကိုင်းဆဲထားတဲ့တန်လျက်ကိုမြောက်ကခတ်တန်စွာမိတ်ကြားနေတဲ့မင်းတရားရဲ့အတန်သည်တုံခါ၍ပင်နေလေသည်ခဏကြာတွင်မင်းတရားဟာတန်လျက်ကိုထောက်ပြီးပလင်ပေါ်၌ရက်သည်ပြီးတော့ဘာစကားမှမဆိုဘဲနန်းပလင်တကားကိုတွန်းဖွင့်၍ဆင်းသွားလေသည်ညီလာခံခမ်းမသည်တတုံမှမလို့မုံတိုင်းကြပြီးကစားပင်လယ်ပြင်သည်ငြိမ်သက်လျက်ကြံခဲ့၏ဒီလိုချိန်ကမျိုးမှာဝန်ကြီးမူကြီးတို့သည်ဘာကူမှမဆိုရဲမပြောရဲတိတ်တိတ်နေလျင်ထောင်တန်းသည်ဆိုခြင်းမှာဒီအခါဒီရာဒီမျိုးပဲထင်ပါရဲ့အာမနာစရန်ဆိုရရင်မနုဟာဘရင်ရဲ့အလင်းစလိုနိုင်လာပါတယ်တကယ်ဆိုရင်အခြေအနေရက်ကိုမေးပါအောင်လားညမ်းပါအောင်လားအကြောင်းမှန်သည်ညီတို့ရှိတယ်လေမစူးစမ်းသင့်ဘူးလားပြီးတော့ကြားဘူးသေးသည်မဟုတ်လားတထုံပြည့်ရှင်မနုဟာဘရင်ဟာသာသနာဘာသာဘက်မှာအလွန်မှအားပေးသူကိုယ်တိုင်လေးကျင့်ကြံသူသာသနာပြုမင်းကောင်းတော့ပါပါတယ်ဒီလိုတရားရှင်အကျင့်သီလရှင်သာသနာပြုမင်းကပကတန်အဖွဲ့ရဲ့ပန်ကြားချက်ကိုအပေကြောင့်တစ်ချက်လို့အမိတ်ဖြစ်ပယ်လေသည်။အမှန်တော့မင်းတရားရဲ့စိတ်မှာဖြစ်ပေါ်ခဲ့တဲ့အကြောင်းချင်းကခံမှန်းတွေးခေါ်ရပြင်မတည်နိုင်ပြီတထုံနဲ့မတင်ဖြစ်ခဲ့တဲ့ဥဒ္ဒါပကုမင်းနဲ့ပကံတန်တမန်အဖွဲ့အကျွမ်းတော်ဝင်ရှိခြင်းကိုမင်းတရားမကြေမနက်ဖြစ်ပါသလားသို့မဟုတ်ရင်ပကံနိုင်ငံတော်၌အရေးကြီးသာသနာကိုပယ်ပြီးစင်ကြယ်တဲ့ဗုဒ္ဓဘာသာအားလက်ခံကိုးကွယ်နေကြခြင်းကိုမနုဟာမင်းတရားဘယ်လိုနည်းနဲ့မှမယုံကြည်နိုင်လို့လားထို့ပြင်အခြားသောခိုင်လုံသည့်အကြောင်းပြချက်ရှိသေးသလားဒီမိကုများရဲ့အဖြေကိုဖြင့်မင်းတရားကိုယ်တိုင်မှတပါအခြားမည်သူမှသိနိုင်မည်မဟုတ်တကူပဲရှိ၏မိမိအတွင်းစိတ်တရံတွင်ခံစားချက်မြည်တို့ပဲရှိဘရင်မဟုတ်လားတိုင်းပြည်အထုပ်ထိန်မဟုတ်လားရာဇပရိယေကိုတုံးတင်သည်ရာဇအိန္ဒီကိုဆောင်တင်တယ်ဒေါသနောက်သို့ကောက်ပေါအောင်မလိုက်တင်မောဟတားကောင်ဖြစ်သို့ပြစ်ခါမရောက်စေတင်အရာရာကိုဉာဏ်ပညာနှင့်ကျင့်ရမည်အတွေ့အကြုံနှင့်ဆင်ရမည်နန်းပလင်ပေါ်ကပုဂ္ဂိုလ်ဟာလမ်းပေါ်ကတာမန်ရင်သားတို့ရဲ့အကျင့်အမှုအပြောဆိုများကိုမုတ်ချရှောင်ရပေလိမ့်မည်ခွင့်လွှတ်ကြပါတော့မနုဟာဘရင်ဟာတိုင်းပြည်အုပ်ချုပ်မင်းလုံနေသူမှန်စီသူလဲလူသားတူပါပဲပုထုဇဉ်တူပါပဲအတ္တဝါဒီတူပါပဲတို့နဲ့လူတွေကလူများသာဖြစ်တဲ့မင်းတရားဟာလူပိသားစွာပြုမှုကျင့်ကြံခြင်းသာဖြစ်ပါလိမ့်မယ်ဘာသာသာသနာအားပေးသူဖြစ်ပြီးဗုဒ္ဓဘာသာရဲ့တရားတော်တွေကိုအမြဲကျင့်ကြံနေသူဖြစ်၍ဒီမင်းတရားဟာတရားဓမ္မကိုကိုယ်နဲ့မကွာအမြဲဆင်ခြင်နေမယ်လို့မမှတ်ယူကြလိမ့်နဲ့တရားဓမ္မကိုကျင့်ကြံနေသူဟာကျင့်ကြံနေစဉ်ဘာသာတရားကသူနဲ့အတူရှိပါလိမ့်မယ်ကျန်သောအချိန်တွေမှာတာမန်အချိန်တွေမှာသူလဲလောဘဒေါသမောဟကိုရင်ဝဲပိုက်ပြီးပုထုဇဉ်တို့လမ်းကိုစံတော်ဝါရှောက်ရမိတာသည်သုံးနှစ်ပင်ပကံတန်အဖွဲ့ဟာတထုံမြင်ရဲ့
ညီလာခံခမ်းမမှာကြကြနေခွင့်မရတော့မင်းတရားကရှေးမျက်နှာတော်ညူအလိုတော်မကျဖြစ်ပြီဆိုတော့မူကြီးမကြီးတို့လည်းပေါင်းတော်ညိတ်စိတ်တော်တည်ရတော့မယ်ဒါကြောင့်ပကံတဏမန်အဖွဲ့ကိုညီလာခံခမ်းမမှာတိတ်ဆိတ်စွာပင်ခေါ်ထုတ်လာခဲ့တယ်ပကံတဏမန်အဖွဲ့ဟာတန်ထဲသို့အမြင့်ဆုံးပြန်ခေါက်လာတယ်ဒီအခြေအနေမှာဖြစ်ပြီဆိုတော့တထုံမြေမှအမြန်ဆုံးခွာမှဖြစ်တော့မယ်နဂါတို့မျက်စောင်းအကြောင်းသုံးမှမရွေးဘူးပြောကြတယ်ရှင်မြေတို့မျက်စောင်းကတော့အကြောင်းသုံးမှမက၄၅ပါးလဲရွေးမိမဟုတ်စိတ်ခန့်မသိရင်နဂါမျက်စောင်းထက်ဆိုလိမ့်မယ်အယူခံဝင်ချိန်ပင်ရမည်မဟုတ်ဒုက္ခလလကြီးတွေ့ရပေလိမ့်မယ်ဒီတဘောကိုနောကျင်နေအောင်ကျွမ်းပြီးဖြစ်တယ်ပညာဗလအမတ်ကြီးဟာအပြန်ခီးကိုအမြဲဆုံးစီစဉ်ရလေတယ်တထုံပြည်ရဲ့သာသနာဆောင်ရွက်ချက်တွေယဉ်ကျေးမှုလုပ်ငန်းတွေလူမှုရေးလုပ်ငန်းတွေကိုလေးလာတင်သလောက်လေးလာခဲ့ပြီးကြည့်ရှုတန်သေးလေးလည်းကြည့်ရှုခဲ့ပြီးဖျားစီရီများကိုလည်းဖုံးမြော်ကြော့ပြီးဈေးတွက်နဲ့တွက်မိဆိုကပကံတန်ဖွဲ့ဖို့အရှုံးမရှိပါသို့တော့အရှိကိုမြောက်ကြည့်တော့ပကံတန်ဖွဲ့ဟာကျိန်းတဲ့ဖွဲ့အကျိုးမြတ်မရှိအောင်မြင်စွာဆုတ်ခွာခြင်းမဟုတ်အရှုံးနဲ့ဆုတ်ခွာခြင်းအနုလက္ခဏာနဲ့ဆုတ်ခွာခြင်းဟုဆိုရပါလိမ့်မယ်ပကံနိုင်ငံတော်မှနေပြီးဝေးလံလာတဲ့ခရီးကိုလာခဲ့ခြင်းမှာသာသနာရဲ့အထွတ်အမြတ်ယတနာများကိုအလူခံဖို့မဟုတ်လားယခုတော့သာသနာရေးနဲ့ပတ်သက်၍ဘာအကျိုးကျေးဇူးမှမရခဲ့တထုံနဲ့ပကံနဲ့တထုံနှစ်ပြည်တော်ချစ်ကြည်ရေးကိုမျှော်ကိုခဲ့သည်မဟုတ်လားယခုတော့ချစ်ကြည်ရေးရွှေတကားလည်းတော့ချိတ်၍ပိတ်ခဲ့ပြီသို့နှင့်ဗုဒ္ဓတတ်တော်မွေတော်နှင့်ပိဋကတ်သုံးပုံကိုတဲဆောင်ပူဇော်ရန်ယူလာတဲ့စင်တွေယထာတွေပြတ်သက်ထမ်းစဉ်တွေဟာဗလာတက်တက်လက်ကြီးသာပြန်ရရှာတယ်ဒီတဲ့ရင်ကိုသာပကံပြီးမှအနောထာမင်းတရားကြားသိလျင်ဘယ်သို့အေးအေးယူမလဲဘာတွေဖြစ်လာမလဲဘယ်လိုအေးခင်းတွေများကြုံရအောင်မလဲတန်ဖွဲ့ဟာအပြန်ခီးမှာတိတ်တိတ်ဆိတ်ဆိတ်တန်ဖွဲ့ဝင်မှုမှန်များရဲ့ရင်းနေမှာကနောက်ထပ်ကြုံလာရမယ့်အရေးတော်ပုံတရက်အတွက်စိုးတိတ်တိတ်ပကံနေပြီးတော့မှတန်တမန်ဖွဲ့မတော်ခါမိကအစီအစဉ်တရက်ကိုအနောထာမင်းတရားကိုယ်တိုင်ရေးဆွဲပေးခဲ့တယ်တရုံပြင်ထံကဓာတ်တော်မွေတော်များနဲ့ပိဋကတ်သုံးပုံကိုလန်ကီအစဉ်စဉ်မှစီကွာစွာကြိုးရန်ဖြစ်ပါတယ်ပညာဗလအမတ်ကြီးဟာမိမိရဲ့ပြန်ခီးမစမီတထုံမှစတင်ထွက်ခွာမည်နေ့ကိုပကံတို့အထောက်တော်လွတ်ပြီးတည်င်းပို့ရလိမ့်မယ်တထုံမှဗုဒ္ဓဓာတ်တော်မွေတော်များနဲ့ပိဋကတ်သုံးပုံကိုကာကျုဒ္ဒစာဆင်ထားတဲ့ဆင်တော်၌တင်၍ယူလာရမယ်ဒီကလန်ခီမှာခရီးတစ်ထောင်နာတိုင်းညီတိနေရာသို့ညီတိနေတွင်ရောက်ပြီဖြစ်ကြောင်းအထောက်တော်ဖြင့်သတင်းပို့ရမယ်။ပကံနိုင်ငံတော်မှဘရင်မင်းမြတ်ပါဝင်တဲ့အကျိုးတော်ဖွဲ့ဟာတရေခေတ္တရာမှနေပြီးကြီးချောင်းရေချောင်းတို့ဖြင့်ကြုံမယ်။ထိုအခါမှာကုန်းပွဲရေပွဲတို့ဖြင့်ခန္ဓာစီကားစွာဧကန်တမှုပြုမယ်။ပထမမနုဟာမင်းသည်လက်ဆောင်တက်တော်မူတော်တွင်ပိဋကတ်သုံးပုံနေနဲ့မွန်ချစ်ကြီးအဖွဲ့ကိုလည်းထည့်ပေးလိုက်လိမ့်မယ်။မွန်တရမန်အဖွဲ့ကိုအနော်ထာမင်းတရားကိုယ်တိုင်ကျိုးစိုးဧကန်ရန်လည်းအစီအစဉ်ရှိတယ်။တရေခေတ္တရာမှနေပြီးပကံပြည်သို့အပြန်ခီးတွင်ကကျေးရွာမြို့နယ်ခရိုင်နှင့်အဆင့်ဆင့်မှာဗုဒ္ဓတတ်တော်ပူဇော်ပွဲများကိုကျင်းပသွားမယ်။ပကံနေပြည်တော်ကိုအဝင်မှာစောစောကကျိုးစိုးပွဲများထက်စီကားလှစွာကျိုးစိုးကြော့ရန်စီစဉ်ပြီးဖြစ်ပါသည်။ယခုတော့ဖြင့်မျောလင်းချက်မြတ်မို့တောင်ဟာအစိတ်စိတ်အမှားမှာကွဲ၍ရေထဲသို့ဆင်းသွားပါပြီစီစဉ်ခဲ့သည်များသောကြိုးစိုးရေးပွဲတွင်တို့မှာစိတ်ကူးထဲသာထားခဲ့ရပြီဖြစ်ပါတယ်ရင်နာပွဲကောင်းလေစွာကြေကွဲပွဲကောင်းလေစွာဝမ်းနဲ့ပွဲကောင်းလေစွာတထုံပြင်းဟာဤမြရရဆက်ဆက်တုတ်ပြန်လိမ့်မယ်လို့ဘယ်သောအခါကမျှမမျှော်လင့်မိတာအမှန်တစ်ဖက်ကစဉ်းစားကြည့်ရင်ဗုဒ္ဓတတ်တော်များနဲ့ပိဋကတ်သုံးပုံကြိုးစိုးပွဲကိုဒီလိုခမ်းနားစွာကျင်းပရန်စီစဉ်ခြင်းမှာတခြားရည်ရွယ်ချက်ရှိပါလိမ့်မယ်။ယင်းကအနော်ထာမင်းတရားဟာစိတ်သက်စစ်စင်ရေးတရားကိုရေးဆွဲအကောင့်ထဲပေါ်ခြင်းမှာခုချိန်မှာအရေးရှင်အောင်တွေကြာဆုံးသွားပြီဆိုပေမဲ့သူတို့ရဲ့တန်ရောစဉ်ထားသူတွေကအမြင့်မပြတ်သေးတခေတ်တစ်ခါပေါ်ထွန်းလာအောင်မည်လားဟုမျော်လင့်ကိုတန်တရားမှာလေတစ်ခါခေါင်းတမော့မော့ရှိကြလိမ့်မယ်ပြီးတော့နှရုပ်တွေကိုအိမ်ကောင်းရင်မှာထားခဲ့ကြတဲ့ပြည်သူတွေကိုကြည့်သူတို့လည်းရှာပန်းတေစားကလေးတကိုင်ကိုင်
အုံပွဲငပြောကလေးတပြင်းပြင်းနဲ့နတ်တန်ရောစဉ်ကျိုးကိုတိုးတိုးတိတ်တိတ်ကြီးနှောင်မိကြစေဖြစ်ပါလိမ့်မယ်ဒီလိုဝါသနာမျိုးကလွယ်လွယ်နဲ့ဖြတ်ရခတ်ပေတာဒီလိုအရေးကြီးတခင်တို့အပေါ်တနွင်ငင်တစင်ပါရှိနေကြသူတွေနဲ့နမင်းတို့အပေါ်တန်ရောစဉ်အမြင့်တန်းနေကြသူတွေကိုထိုးနိုင်ရန်ဒီခေတ်အခေါ်နဲ့ဆိုကစိတ်သက်စစ်စင်ရေးတရက်ကိုလှုပ်ဖို့လိုအပ်နေတာဖြစ်ပါတယ်ဒီလုပ်ငန်းအတွက်ဗုဒ္ဓဘာသာဝင်တို့ရဲ့ဓာတ်တော်ကြိုးပွဲပိဋကတ်သုံးပုံကြိုးပွဲကြီးစီကားစွာကျင်းပပေးလိုက်မည်ဘယင်းနဲ့ပြည်သူနဲ့ဘယင်းတသွေးတဲ့သားတဲ့တမိတ်တဲ့ဖြစ်နေတဲ့ကိုပြမယ်ဒီနည်းနဲ့ပြည်သူအများစုဟာဗုဒ္ဓဘာသာရဲ့အေးမြတဲ့အာဝါဒမှာခိုးဝင်ရောက်ရှိနေကြပြီကိုလည်းကြေညာပြီးဖြစ်တော်မယ်ဒီလုပ်ငန်းဟာမိမိဆန္ဒရှိတဲ့ပြည်သူတို့ကိုစီးရုံးရထက်အထက်မြတ်ဆုံးလက်နက်ကောင်းတစ်ခုခုလည်းမင်းတရားကမျှော်လင့်ပေးတယ်သို့တော့ဖြစ်ချင်တော့လည်းမဖြစ်ရမဖြစ်ချင်တော့လည်းဖြစ်ရတယ်လောကီတစ်ခွေမှာမင်းတရားရဲ့အိမ်မက်နန်းတော်ဟာခုတော့ဖြစ်မုံတိုင်းမိပြီးပြိုလဲခဲ့ပါပြီတရုံကြီးကအရေးမလှပဲဆုတ်ခွာခဲ့ရပြီကိုသိရတဲ့အခါကျိုးပွဲဆိုပွဲတွေစီစဉ်ထားသမျှခက်ရှက်ရှက်နဲ့ပြတ်သိမ်းလိုက်ရတယ်တရုံကြီးသားသာသနာတန်တမန်အဖွဲ့ရဲ့အပြန်ခီးမှာလူမသိသူမသိအခမ်းအနားဆောင်ရောင်မရှိပဲတိတ်ဆိတ်စွာပင်ပြန်ရောက်လာလေတယ်နေပြည်တော်သို့ဝင်ရောက်လာတဲ့အခါပညာပလမကြီးဟာရွှေနန်းတော်ကိုတန်း၍ခါစားဝင်တယ်ဖြည့်ချောင်းကုံစင်ကိုဘရင်မင်းမြတ်ထံသို့တလုံးမကြမ်းလျှောက်တင်တယ်နေပြည်တော်မှာထွက်ခွာခဲ့သည့်ခရီးအစားခရီးလေမှာဩတာပကုဘီရင်နှင့်ချစ်ကြည်စွာတွေ့ခဲ့ပုံများဩတာပကုဘီရင်ရဲ့အဲဝကျေပုံမှုအထွေထွေရင်းမှာခရီးဆက်ပြီးတထုံပြည်သို့အရောက်မှာမြင်ရကြုံရလေးလာခဲ့ရတဲ့ဘုဒ္ဓအဖုံဖုံကိုလည်းရှောက်တင်ရတယ်။နန်းပလင်ပေါ်မှာအနောဒာမင်းတရားဟာအမတ်ကြီးပညာပလားရဲ့ရှောက်တင်ချက်ကိုစိတ်ဝင်စားစွာနားထောင်တယ်။သို့သောတခါတရံမှာမင်းတရားရဲ့စိတ်တီမတီမငြိမ်ဖြစ်နေဟန်ရှိတယ်။လွင်ပန်းနေတဲ့စိတ်လင်ကိုဆွဲငင်ဖမ်းယူနေဟန်ရာဟန်မင်းတရားအဝေးစီမှမြင်နေရတဲ့ဥယျာဉ်တော်သို့ငေးလိုက်ညီလာခံအပရိသတ်ပတ်လဲလိုက်ဘေးတစ်ဖက်တစ်ချက်မှာလှုပ်ရမ်းနေတဲ့စာမရီတာမီယတို့ကိုကြည်လိုက်လုံနေတယ်ပညာပလအမကြီးကဆက်လက်လျှောက်တင်နေ၏မိမိတို့ပကံနိုင်ငံတော်မှာဗုဒ္ဓဘာသာသာသနာစီပင်ဖွံ့ဖြိုးအောင်ဆောင်ရွက်နေပုံများကိုတထုံဘရင်မင်းမြတ်တန်တင်လျှောက်ပါတယ်မင်းနဲ့အတူပြည်သူတို့ရဲ့ဗုဒ္ဓဘာသာပေါ်ယုံကြည်လေးမြတ်မှုကိုလည်းရှင်းလင်းတင်ပြပါတယ်ဒီအခါတွင်ဗုဒ္ဓရှင်တော်မြတ်ရဲ့တတ်တော်များနှင့်ပိဋကတ်သုံးပုံကျမ်းများအားမင်းနှင့်ပြည်သူတို့ကမျောလင်းတောင်းတနေသည်များကိုလည်းပြည်စုံစွာတင်ပြပါရယ်ဒီတို့ဒီနဲ့တန်တမန်တို့ကျင့်စဉ်တန်တမန်တို့တောင်းတန်တမန်တို့ဝတရားတိုင်းကြည်လေအောင်တင်လျှောက်ခဲ့ပါတော့လေရှင်သည်မပွဲမရသောတုတ်ပြန်မှုဖြင့်ဧကန်လိုက်ပါရယ်အရှင်မင်းကြီးထံမှပေးပို့တဲ့တဝန်လွှာကိုများဖွင့်ဆိုဖတ်ရှုခြင်းမပြုတထုံပြင်ဟာမိမိတို့တကားကိုအတ္တမပိတ်ခဲ့ပါပြီမင်းနဲ့ပြည်သူတို့ကိုမိစ္ဆာတွေဒိဋ္ဌိတွေအယူမှားတွေဆိုတော့ယုံရင်သောဝါဟာရတို့ဖြင့်စော်ကားခဲ့ပါပြီဒီရေးတော်အတွက်ရှေ့ဆက်၍ဆောင်ရွက်ပွဲရှိသည်တွေကိုအရှင်မင်းတရားစဉ်းစားဆုံးဖြတ်ပါလောနောက်ထပ်မင်းတရားဟာအမတ်ကြီးလျှောက်တင်သမျှကိုကြားတော့တပ်ပြင်းရှိကြီးကဆွဲငင်ချလိုက်မိသည်မလွယ်ကူသောအရေးခင်တရက်ဖြစ်ကြုံရပြီးတထုံဖြစ်ရှင်ပကံနိုင်ငံတော်ရဲ့တိတ်ခါကိုနုံတွင်နှစ်ခဲ့ပြီးရေတွင်မျောခဲ့ပြီးမြေတွင်လူးခဲ့ပြီးပကံနိုင်ငံတော်ကိုစော်ကားတဲ့အပြုအမူကိုတထုံမင်းကျူးလွန်ခဲ့ပါဘကောဒီတော့စစ်နဲ့ငြိမ်းချမ်းရေးဘယ်လန်းကိုရွေးမလဲအနောထာမင်းတရားဟာစဉ်းစားပွဲတွေနဲ့ကြုံပါပြီဒီအရေးတော်ပုံကတိမ်မြောင်နဲ့နတ်ဤလွယ်မြောင်နဲ့လည်းခတ်ပါပြီကြည်ပါဗုဒ္ဓဘုရားရှင်ရဲ့ဓာတ်တော်မူတော်များနဲ့ပိဋကတ်သုံးပုံကျမ်းဟာပကံနိုင်ငံတော်အတွက်မရှိလျင်မဖြစ်မုတ်ချအသုံးလိုနေသည်မှာအမှန်ဤပစ္စည်းများကိုတထုံပြည့်ရှင်ဘယင်မနုဟာလက်ထက်၌ပိုင်ဆိုင်ထားသည်မှာလည်းအမှန်တို့နှင့်ဖြစ်တင်ဖြစ်ထိုက်သောဤကိုသုံး၍တထုံပြင်းထံချစ်ခင်ရင်းနှီးစွာစကားဆိုခဲ့သည်ယခုတော့ဒီနည်းဖြင့်ကြိုးပမ်းမှုများဟာအကြီးနည်းဖြစ်ခဲ့ပြီးအရှုံးနှင့်ရင်ဆိုင်ရပြီးစော်ကားခံရခြင်းသာအမျက်တင်ကြံရည်သည်ဒီလိုမင်းပရိသတ်အလယ်မှာပကံရဲ့တိတ်ခါကိုနွန်လူးခံခဲ့ရခြင်းအတွက်မင်းတရားကဘာဆက်လုံးမလဲတထုံပြည်မှာပကံတန်ဖွဲ့ခံခဲ့ရသောဖြစ်ရပ်ကို
တရားတစ်ပါးသောထီဆောင်မင်းအပေါင်းကြားသိပါကဘဲသို့လှောင်ကြမလဲပြောင်ကြမလဲရှက်ဖွယ်ကောင်းသောအရေးအခင်းတစ်ရက်ကိုဖြစ်ကြုံရပြီဒီအချိန်မှာအနောထာမင်းတရားဟာတစုံတရာသောဆုံးဖြတ်ချက်ကိုဖြစ်ချမှတ်ရလိမ့်မယ်တထုံနဲ့ပကံဆက်ဆံရေးအခြေအနေများကိုပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်ဒီကံချင်းတရားကိုလက်ကင်ထားပြီးတန်တမန်ဤကိုပဲဆက်၍သုံးမည်လားဒီနည်းကိုဆက်သုံးရင်ရရှိမည့်အကျိုးအဆက်ကိုမြင်ရပါရဲ့လားနောက်တစ်ချိန်ပုတ်ခတ်စော်ကားလာရင်ဘဲနဲ့လုံးမလဲရည်မှန်းချက်တရက်ကိုအကောင့်ထဲဖော်ရန်ဖြစ်နိုင်တော့နီလန်အတွေ့အကြုံကိုစဉ်းစားရမှာပါတထုံနဲ့ဆက်ဆံရေးမှာတန်တမန်ဤကိုမတုံရင်အခြားဘယ်လန်းရှိသေးတယ်လဲရှိပါ၏အင်အားကိုအသုံးပြုမိနီလန်းဖြစ်ပါတယ်ဒီလန်းမှာဓာတ်ကိုဓာတ်ခြင်းလှန်ကိုလှန်ခြင်းအင်အားကိုအင်အားချင်းရင်ဆိုင်မိတခုတည်းသောလန်းဖြစ်ပေတယ်ဒီလန်းတိုင်းလိုက်ရင်နောက်ထာမင်းတရားရဲ့အလိုတော်များကတစ်ချက်တည်းပြည်နိုင်ပွဲရှိတယ်ပကံနိုင်ငံတော်ကလိုအပ်နေတဲ့ဗုဒ္ဓရှင်မြတ်ရဲ့တတ်တော်မွေတော်များနဲ့ပိဋကတ်သုံးပုံကျမ်းများကိုမုတ်ချရနိုင်မယ်ပြီးတော့တစ်ဆက်တည်းရရှိမိအကျိုးကျေးဇူးကတိတ်ခါဟုတ်ပါရဲ့မင်းပရိသတ်အလဲမှာပကံနိုင်ငံတော်တန်အဖွဲ့ရဲ့မျက်နှာကိုအိုးမဲတုပ်ခံခဲ့ရသည်မဟုတ်လားအဖက်ဆယ်ရရအောင်ထိပါခံရတဲ့ပကံနိုင်ငံတော်ရဲ့တိတ်ခါကိုပြန်လဲဆယ်တင်ရန်မင်းတရားရဲ့တာဝန်ဖြစ်ပါတယ်တထုံနဲ့ပကံနဲ့တထုံဓာတ်ကိုဓာတ်ချင်းလှန်ကိုလှန်ချင်းရှင်းကြလို့ပကံကအောင်နိုင်ခဲ့လျင်ခံခဲ့ရသောအဖြစ်သည်ရေနှင့်ဆေးကြသလိုစင်ကြယ်သွားလိမ့်မယ်တခုပဲရှိတယ်တထုံနဲ့ပကံစစ်ပွဲကြီးနှွှဲကြမည်ဆိုရင်နှစ်ဖက်ပြည်သူတို့ထိကြလိမ့်မယ်နားကြလိမ့်မယ်တေးကြလိမ့်မယ်ကြေးကြလိမ့်မည်သွေးကိုသွေးပြရှင်းကြတာကတော့ဟုတ်ပါရဲ့သွေးချောင်းစီးမိအရေးအခင်းဆိုတာကရှောင်းနိုင်လင်းအကောင်းဆုံးဖြစ်တယ်သို့တော့တည်ကြဖို့ကအောင်ပွဲတို့မြည်သည့်မေတ္တာလက်ဆောင်မရအခမဲ့မရတစုံတစ်ခုသောအတိုင်းအတာထိတော့တန်ဖိုးပေးပြီးယူရမှာဖြစ်ပါတယ်နော်ထာမင်းတရားဟာဒီအရေးခင်းအတွက်အကျဉ်းချင်းအဖန်ဖန်စဉ်းစားပါ၏သွေးနဲ့ရှင်းရမယ်အရေးခင်းအတွက်ဝေဖန်စဉ်းစားနိုင်ကမှတော်ရုံကြလိမ့်မယ်ငြိမ်းချမ်းသောနည်းဖြင့်ဖြစ်နိုင်မှာကစစ်ကိုမလို့စစ်ပွဲနဲ့ရှင်းမှရမည်ဆိုရင်ကစစ်ပွဲကိုဧကံမှုကြရင်ဆိုင်ရတော့မယ်ဒီတော့အနောထာမင်းတရားဟာအဖြေတရက်ကိုမလွဲမသွေပေးရတော့မယ်စစ်နဲ့ငြိမ်းချမ်းရေးဘယ်လန်းရွေမလဲတမိုင်းတွင်လှည့်ပြောင်းတရက်ကြုံမည်ရှိတော့ရင်းတို့ဖြစ်ပေါ်ပြောင်းလဲရန်အခြေအနေအရရက်ကဖန်တီးပေးမယ်ဖြစ်တယ်ဒီလိုအခြေအနေတွေကမမျှော်လင့်သောနေရာမှာမမျှော်လင့်သောအချိန်တွင်ပေါ်လာတတ်တယ်အခုလဲကြည်လေတထုံကိုစစ်ပြုတ်တင်မပြုတ်တင်အနောထာမင်းတရားစဉ်းစားချိန်ဆနေစဉ်မမျှော်လင့်သောဖြစ်ရများကဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီတထုံပြီးမှထွက်ပြေးလာတော့ကလားကလေးတယောက်ပကံရွှေနန်းတော်တွင်ရောက်ရှိလာခြင်းပါတယ်အသက်ရွယ်သိမ့်ကြီးသေးလို့သာကလားကလေးကိုဆိုရတယ်စင်စစ်ဒီကလားကလေးရဲ့ကိုလုံးကိုပန်းတောက်တင်၏အရက်ကထောင်းထောင်းမောင်းမောင်းခေါင်းကိုခြေလက်တို့မှာတုတ်တုတ်ခိုင်ခိုင်ကြက်သားအဖုတင်များအရစ်အကြောင်းနှင့်တန်ဆွမ်းလိုက်သည့်ကောင်ကလေးအသက်ငယ်ပေမဲ့အရွယ်ကလူကြီးတယောက်ရဲ့ဟန်လူကြီးတယောက်ရဲ့အသွင်လူကြီးတယောက်ရဲ့မျက်နှာပေနဲ့ဒီကလားကလေးပကံနေပြီးတော့သူရောက်လာခြင်းမှာပင်ဇလန်းကလေးဇက်ွယ်ကလေးနဲ့ပြီးတော့ကလားလေးထမတရုံပြည်ကတည်င်းရဲရဲပါလာလေသည်ပကံတန်တမန်အဖွဲ့တရုံပြည်မှာထွက်ခွာလာပြီးနောက်ပိုင်းတရုံပြည်မှာဖြစ်ပေါ်နေတဲ့အရရက်လှုပ်ရှားမှုတည်င်းများလည်းဖြစ်ပါတယ်ကလားလေးဟာမြန်မာစကားတဝက်တစ်ပဲပြော၍ပကံနေပြီးတော့ဈေးမှာဟိုးလျှောက်သွားတီလျှောက်သွားလုပ်နေတယ်သူပြောတဲ့စကားတွေကိုနားထောင်ရသည်မှာမရှင်းမလင်းရှိလာတယ်သို့တော့တခုတော့ပြက်ပြက်တသားသိရပြီဒီကလားလေးဟာပကံရှင်ဘရင်နဲ့တွေ့ချင်သည်တယ်ဘရင်မင်းမြတ်ကိုဖူးမြော်ခြင်းပါတယ်ဘရင်မင်းမြတ်တန်တင်လျှောက်စရာတွေရှိပါတယ်တော်တော်လေးကြည်ကျင်လာတဲ့ကလားလေးပါလားရှင်ဘရင်နဲ့တွေ့ချင်တဲ့ဘယ်ရဲ့ဌာနီကလွင့်လာတဲ့ကလားလေးလေကလေးကကြီးအုတ်ကြားမြတ်ပေါကလားတယောက်ဖြစ်မှာလားတိုင်းကြားကလားမင်းသားကလေးပဲဖြစ်နေမလားသူ့ဘုံကိုကြည့်၍အမျိုးမျိုးအကဲခတ်ကြတယ်ဘဲသို့မှတေးချကကနနာမသိနောက်ဆုံးတော့ကလားလေးကိုနန်းတွေမှာမူမတ်တွေကလာခေါ်သွားကြသည်မူမတ်တွေကမေးတော့လေကလားသူကလားဆန်းကလေးသည်တခွန်းတဲ့သောစကားကိုပင်ထက်ခါတလဲလဲဆိုလေတယ်ဘရင်ရှိတော့အရောက်အမြန်ပို့ပေးပါတယ်ဘဲနဲ့လေအလုံးမဲ့အကင်းပါလာတဲ့ကလားကလေးပါလားရှင်မြင်းနဲ့တွေ့လို့ကြောင်းသာထက်ခါတလဲလဲဆိုနေပြောနေတယ်ရှင်မြင်းကို
ဘူးဒီခင်းပြီးဝဲတယ်လို့အလွယ်တကူတွေ့ပေးလို့ဖြစ်ပါမလားရှင်မင်းကိုတွေ့မှပြီးမယ်ကိစ္စမျိုးဆိုရင်ဟုတ်ပါသေးရဲ့သူကိစ္စကဘာမှမသိရသေးတော့လဲခက်ပါပြီကဲဒီတော့လဲဘာမှမတတ်နိုင်ပြီကလားရတဲ့ထူးကလေးရောက်လာကြောင်းတရင်ကိုအနော်တာဘရင်မင်းမြတ်ထံတန်တော်ဦးတင်ကြရတယ်မင်းတရားဟာကလားလေးရဲ့တရင်ကိုကြားတဲ့အခါအမိတ်တော်ထုတ်လိုက်တယ်ရှေ့တော်သို့အမြန်သွင်းစီမင်းတရားသည်မူးမန်အနေငယ်နဲ့အတူကလားလေးကိုတွေ့ဆုံတယ်။လားလေးရဲ့အမည်ကိုမေးတော့ကလားလေးတန်းပြည့်ဖြေတယ်။ပြတ်တာတယ်။တထုံပြည်ကရောက်လာတဲ့ပြတ်တာတထုံပြည်ကလာခဲ့သည့်ဆိုယုံမြနဲ့ပင်မင်းတရားဟာပြတ်တာကိုအလွန်စိတ်ဝင်စားသွားလေတယ်။တကယ်ဆိုတော့တာမန်ကလားအမျိုးသားတဦးဆိုရင်သူ့ကိုပကံနေပြီးတော့မှထူးရည်စိတ်ဝင်စားကြမည်မဟုတ်။ဒီအချိန်အိန္ဒိယနိုင်ငံမှာအမှုတန်းကလားအမျိုးသားတို့ဟာပကံရွှေနှန်းတို့အဝင်အထွက်ရှိနေ၍ဖြစ်ပါတယ်။ယခုတော့ဒီကလားလေးမှာတာမန်ဧည့်သည်မဟုတ်သည့်ပြင်ရောက်လာခြင်းကဖြစ်တခြားကလားတွေနဲ့မတူပါလေတထုံကဧည့်သည်ထူးဧည့်သည်ဆန်းကလားလေးပြတ်တာဟာတထုံကြီးကသတင်းဘုံဘုံကိုစုံစုံလင်းလင်းပြောနိုင်မည်ဟုမင်းတရားကမျှော်လင့်ထားသည့်အတိုင်းပြတ်တာကပြောနိုင်ပါ၏စောစောကသူ့ကိုမေးကြမြန်းကြစစ်ဆေးကြတော့ကတလုံးတစ်ပါးရမြမဟာနန်းတွင်မှုမတ်တွေကိုပြတ်တာကဘာစကားမှရေးရမဆိုယခုဘရင်ရှိတော်ရောက်၍ပြောမဲ့ပြောတော်လဲကြည်ပါအောင်ဘုံတလုံးကိုပကံရွှေနှန်းခမ်းမဆောင်မှာဖောက်ခွဲသလိုလှုပ်ရှားသွားစေသောသတင်းတူကိုပြတ်တာကပြောပါပြီတထုံပြည်တွင်စစ်ရေးပြင်ဆင်မှုများလုပ်နေပြီသတင်းကဒီမြတာဖြစ်၏ကလားလေးပြတ်တာသည်ဒီသတင်းကိုအခိုင်အမာဆိုလေပြီတကယ်ထူးဆန်းတဲ့သတင်းပါလားစင်စစ်ဆိုရင်မနုဟာဘရင်ဟာပကံကတုတ်ပြန်လာမည့်အခြေအနေကိုကြိုတင်မျှော်မှန်းထားပြီးဖြစ်ဟန်ရှိတယ်ပကံနိုင်ငံတော်ကဘာမှမဆုံးဖြတ်ရသေးမီပင်တထုံဟာစီရေးအတွက်လိုအပ်တဲ့ပြင်ဆင်မှုတွေကိုအစဉ်သင့်လုပ်နေပြီဟုသတင်းကအခိုင်အမာဆိုလေတယ်တထုံမျိုးရိုးအပြင်ကကန်တက်တွေချဲတယ်ကျုံးတွေထပ်တူတယ်မျိုးတွေကိုခိုင်မာအောင်ပြင်ဆင်တယ်အရွယ်ရောက်တဲ့ယောက်ျားတိုင်းစစ်သားအဖြစ်ဆင်ပေါ်တယ်စစ်ပညာရရက်ကိုအပူတွေပြင်းတင်ကြားနေတယ်မျိုးတော်မှာဘရင်အမိတ်ဖြစ်ရိတ်ခါတွေစုနေပြီသတင်းကတော့တကယ်သတင်းပဲသို့တော်လဲဒီသတင်းကိုဆောင်းယူလာတော့ကလားလေးပြတ်တာကိုအနော်ထားဘရင်ကမသိဘရင်မူးမတ်တွေကလည်းမသိဒီတော့ပကံနန်းတွင်သို့ရောက်လာတဲ့ကလားလေးပြတ်တာကိုအနော်ထားမင်းတရားကတည်တည်ချာချာအကဲခတ်သည်တရေကောင်းကိုချစ်တဲ့မင်းတရားမဟုတ်လားကလားဧည့်သည်လေးကိုမြင်သည်နှင့်ပကံတက်မတော်အတွက်သူရဲကောင်းတူရပြန်ပြီဟုအကဲခတ်မိသည်ကိုလုံးကိုတွေကတောက်တင်တယ်လှုပ်ရှားပြောဆိုဟန်ကတွက်လက်တယ်ဥပဒေယုတ်ကလည်းကောင်းကောင်းပါပြီနဲ့စီရေးဆိုင်ရာပညာရဲ့အသေးသေးကိုသာသင်ပေးရလင်ဒီကလားလေးဟာပကံတက်မတော်ရဲ့အားကိုးရတဲ့စစ်သားကောင်းတစ်ယောက်ဖြစ်လာပြီလိမ့်မယ်သို့တော့ဒီကလားလေးရဲ့မျိုးဗီဇကိုစစ်ဆေးရအောင်မယ်တထုံကြီးကလာသည့်ဆိုရုံများဖြင့်လက်ခံထား၍မရတထုံကလွတ်တဲ့အထောက်သူရှိုးဖြစ်နေတော့မခတ်ပါလားမဟုတ်မှသတင်းတွေပြေးပြီးပကံနိုင်ငံတော်ရဲ့ထိတ်တင်းလျှို့ဝှက်ချက်သတင်းတွေကိုတည်ဆောင်သွားမှဖြစ်မဟာဒုက္ခနဲ့ကြုံရတော့မယ်ဒီတော့တထုံကရောက်လာတဲ့ကလားလေးကိုသက်ဆိုင်ရာမူမတ်တွေကိုအထက်ထက်စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ရမယ်ဒီတော့ကလားလေးပြတ်တာသည်မိမိပကံပြည်သို့ရောက်လာခဲ့ရတဲ့ခီးစဉ်ကိုနှက်တန်နှော၍ပြောလေသည်ကလားလေးရဲ့ဘဝကလည်းဘယ်ဆိုးလို့လဲစိတ်ဝင်စားစရာဇလံကလေးများပါပဲအချစ်ဇလံကလေးများနဲ့အတူလျှို့ဝှက်တဲ့ဖို့စွန့်စားကမ်းများနဲ့တကယ်ဇလံအနောက်မြစ်စမတိုင်းမှာဂုံသိမ်းမော်တစီဟာပင်လယ်ထဲမှာမုန်တိုင်းမိ၍အစိမ့်စိမ့်ကောက်ကောက်အစိမ့်စိမ့်အမောင်မှာကွဲခဲ့တယ်ထိုသိမ်းမော်ပေါ်မှာပါရှိတဲ့သိမ်းမော်သားတို့သည်ရရပစ္စည်းများကိုဆောင်းပြီးအသက်အန္တရာယ်ဘေးမှလွတ်မြောက်ပါစေကြောင်းပင်လယ်ထဲမှာရုန်းကန်ကူးခတ်ကြတယ်ဒီသိမ်းမော်သားများမှာကလားညီနောင်နှစ်ယောက်လည်းပါလာတယ်သူတို့နေမြေကြီးကပြက်ဝီနဲ့ပြက်တာပြက်ဝီကအကိုကြီးပြက်တာကညီငယ်ဒီကလားညီနောင်နှစ်ဦးဒီတင်းမောပြန်နဲ့တင်းမောပေါ်မှာပြင်များကြီးတစ်ချက်ကိုရအောင်ဖတ်၍တွဲ၍ပင်လယ်ထဲမှာဆွဲယူလာကြတယ်ဒီပြင်များကြီးကိုဖတ်၍တွဲ၍ပင်လယ်ထဲမှာကမ်းမမြင်လမ်းမမြင်ကူတယ်တကယ်တော့လာလီနှစ်ယောက်ဟာမဟာဇနကမင်းသားကြောင့်ကြားပူးမီမထင်ပါသို့တော့သူတို့နှစ်ယောက်ပင်လယ်ထဲမှာကူးခတ်နေပုံကသူရဲကောင်းဇနကမင်းသားကိုအားကျတယ်လို့ဇွဲနှင့်စွန်သားသူသည်ဒီနေ့တွင်အောင်မြင်မှုပန်းနိုင်ကိုရောက်ရစမြဲပဲယခုလဲကြည့်ပါတော့ကလားညီနောင်ဟာပြင်ချက်ကိုဖတ်ပြီးပင်လယ်ထဲမှာ9ရက်9လီကူးနေတယ်အစာမစားရရေချိုမတောက်ရပင်လယ်ရင်ကန်နှင့်ထိ၍တကူလုံးမှာလဲပုံးပဲ့ပြီးတန်ရာတွေကအနှံဒီအချိန်ဒီမှာပင်ကလားလေးတွေကဆွဲမလျှော်တို့နှင့်ပြက်ဝီနှင့်ပြက်တာတို့ဟာတထုံစိတ်ကန်းကိုတရွေ့၍နီးလာခဲ့တယ်က
လမ်းကိုမြင်တော့ကန်းကိုမြင်တော့အားစိုက်၍ကူးကြတယ်မျောလင်းချက်ရောင်ကြီးလေးနဲ့ကြိုးစားရသဖြင့်ကလားလေးနှစ်ယောက်တို့ကူးအားရှိလာတယ်ကူးအားရှိသလောက်မရက်မနာကြိုးစားကြတယ်နဲ့ကလားလေးနှစ်ယောက်ဒီတထုံစိတ်ကန်းတို့တဖြည်းဖြည်းနေလာတယ်လူတန်တွေဒူတန်တွေကြားရပြီလူနေအိမ်ကြီးတွေမြင်ရပြီတော်ပါသေးရဲ့ဒီတစ်ချေဖြစ်အသက်ဘေးမှလွတ်ခဲ့ပြီမသေးသေးပါလားကလားလေးနှစ်ယောက်မှာ9ရက်9လီပင်လယ်ထဲမှာလမ်းပြောင်းနေသည့်ဘဝမှာကန်းကိုမြင်တော့ဝမ်းသာလိုက်သည့်ဖြစ်ခြင်းပင်လယ်မှာမျောလာတဲ့ကလားညီနောင်ဟာကဲမဲ့သူနဲ့တွေ့လေပြီတရုံပြည့်ရှင်မနူဟာပြင်ကိုးကွယ်တဲ့မင်းဆရာတော်ရဲ့အကြောင်းကိုရောက်သွားတယ်ဆရာတော်ကတင်းမပြည့်ပင်လယ်ထဲမျောလာတဲ့ကလားလေးနှစ်ယောက်ကိုတေးချစွာကြည့်တယ်ဒီကလားကလေးနှစ်ယောက်ကိုမြင်ယုံဖြစ်ပင်တနာသွား၏မတိမပြောက်လို့ရောက်လာတဲ့လူစံကောင်းလေးနှစ်ဦးသူတို့ကိုကောင်းကောင်းကြွေးမွေးဆောင်ရှောက်မယ်ယောက်ျားတို့တက်အပ်တဲ့အတတ်ပညာ18ရက်ကိုတင်ကြားပေးမယ်ပြီးတော့တရုံပြည့်ရှင်ဘယင်မနူဟာမင်းထံသို့ပို့၍ခါစားစေမယ်ဆရာတော်ကဒီတို့ကြံစီတွေးတော်မိတယ်တို့နေ့ကလားလေးနှစ်ယောက်ကိုဆရာတော်ဘုရားကကောင်းစွာဂရုစိုက်တယ်ကျောင်းသို့ရောက်လာချင်းကြက်တရီခန်းထဲကစားကောင်းတောက်ဖွယ်တွေကိုအကုန်ချကျွေးတယ်ပင်လယ်ထဲမှာရရှိလာတဲ့ဒဏ်ရာတန်ချက်တွေကိုစီးထက်စီးစီးလုပ်ပေးတယ်လမ်းကျဲနဲ့မေးရင်ဖြည့်ရင်းမှကလားလေးမျိုးနယ်ဗီဇကိုမေးတယ်သူပြောတာကိုနားမလဲကိုပြောတာသူမသိနဲ့မေးရင်ဖြေရင်မှကလားလေးနဲ့ဥပဝါဖြစ်စဉ်ကိုအနေအချင်းသိရပြီပင်လယ်သားတင်ပေါ်မှာတင်မောသားဖြစ်လိုက်လာခဲ့တဲ့ညီကိုနှစ်ယောက်တင်မောပြက်ပြီးပြင်းများတစ်ချက်နဲ့ကူးရင်ခက်ရင်မတေကောင်းမပြောက်ကောင်းရောက်လာတယ်သူတို့နိုင်ငံကိုဘယ်လိုပြန်ရမယ်မသိပြန်ရမည်လမ်းတည်လျင်မပြန်လို့ပြီမိဘတွေလည်းမရှိဆွေမျိုးတွေလည်းမရှိတကယ်ကိုညီကိုနှစ်ယောက်မှတကပါတယ်ဒါကြောင့်ဆရာတော်ရဲ့အကြောင်းထဲမှာပဲတစ်သက်လုံးနေသွားတော်မူဒါကတော့ကလားလေးနဲ့ဦးထံမှာတည်ရတဲ့သူတို့ရဲ့အထုပ်ပတိအချင်းဖြစ်ပါတယ်ကလားလေးနှစ်ယောက်ကမင်းဆရာတော်ရဲ့အကြောင်းမှာပြောကြတယ်ဒီကလားလေးတွေဝတ်သားတော်မစားကျန်တဲ့ဟင်းရတွေဆိုရင်ဖုံးကြီးပွဲမှာစွန့်နေနေအဝအပြေးစားကြတယ်ပဲဟင်းအလွန်ကြိုက်တယ်ထမင်းဘွက်မှာလက်နှီးတဲ့ဘုံကြီးကျောင်းသားတွေငတ်ကြတယ်ကလားလေးညောင်ဟာမင်းဆရာရဲ့အချစ်တော်ဘဝတွင်ခတ်ထောင်ထောင်ဖြစ်နေကြတော့တယ်မင်းကြီးနဲ့အမြဲမကွာဖုံးကြီးနဲ့အမြဲမကွာနေတယ်ဖုံးကြီးရဲ့ဝေယဝိစာမန်သမျှတိန်ကြုံရိပ်လုပ်တယ်ဖုံးတော်ကြီးကတေးဆိုလင်းတေးရှင်းဆိုလင်းရှင်းဖုံးကြီးအမိတ်တမိတ်တဲ့ကိုသာနာခံကြတယ်ဒီလိုနဲ့ဖုံးတော်ကြီးအချစ်တော်ကလားနှစ်ဦးတနေ့တွင်မိမိတို့ဘဝကိုပြောင်းလဲပြင်ပြီးအခွင့်အရေးတရက်ကြုံပြီးလူဆိုတာကံမကောင်းလျင်တစ်ချက်ပဲကံကောင်းလျင်တစ်သက်လုံးစံပြီးတော့ဟုဆိုကြသည်မဟုတ်လားကလားလေးပြောဝီနဲ့ပြတ်တာတို့ဟာအခွင့်ကောင်းတရက်နဲ့ကြုံလေတယ်တနေ့တွင်ဆရာဘုန်းတော်ကြီးဟာဆင်းမြေတူရန်အတွက်တောထဲကိုထွက်ခဲ့တယ်ဘုန်းတော်ကြီးနဲ့အတူချစ်တော်ကလားလေးကိုပြောဝီနဲ့ပြတ်တာလဲလိုက်ပါလာတယ်တောထဲမှာလှည့်လည်၍ဆေးမြေရှာရင်နဲ့ဆရာဘုန်းကြီးဒီထူးဆန်းတဲ့ဆေးပင်ကိုတောင်ဆောင်တစ်ခုမှတွေ့တယ်ဒီဆေးပင်ကအာယုတကဆေးပင်ဖြစ်တယ်အသက်ရှည်စေပါပဲသို့တော့တာမန်အသက်ရှည်အောင်သာမဟုတ်ဒီဆေးမြစ်ကိုစားသုံးလျင်စားသုံးတဲ့သူဟာကိုယ်ကာယတန်ဆန်းမယ်ဆင်းဆွဲကိုလည်းချိုးနိုင်မယ်ဆေးမြောင်တစည်းအားနဲ့ညီမီဟုဆေးကြံတွေကညွှန်းတဲ့ဆေးပင်ဖြစ်ပါတယ်ဆေးပင်ကိုမြင်တော့ဘုံတော်ကြီးအံ့ဩဝမ်းသာဖြစ်ရပြီးမိမိမျက်စိကိုပင်မယုံခြင်းဒီတော့အချိန်ချင်းစစ်ဆေးပြီးအချိန်ချင်းလေ့လာတယ်တကယ်ဆေးပင်ပဲရှားပါဆေးပင်ကိုဖြစ်ရပါပြီဘုန်းတော်ကြီးကဒီဆေးပင်ရဲ့အမြစ်ကိုမပေါမပဲ့ပဲရအောင်တူးကြဟုပြက်ဝီနဲ့ပြတ်တာကိုခိုင်းလေတယ်နေကလည်းပူပူထမင်းကလည်းမစားရသည်ဝမ်းထဲကဆဆားနဲ့ကလားလေးညောင်ဟာဆေးမြစ်ကိုတူးပြီးဝမ်းထဲကစား၍နေတော့ကလားလေးနှစ်ဦးရာဆေးမြစ်တူးဟန်မှာခက်ပြော့စိတ်မပါသလိုလိုဒီတွင်ဘုန်းတော်ကြီးကစိတ်တူစွာဖြင့်ငေါက်တယ်။အော်တယ်။အော်ရင်ငေါက်ရင်နဲ့လေဒီဆေးမြစ်ရဲ့အရေးပါပုံကိုပြောပြတယ်။ဘာမှလို့လဲဒီဆေးမြစ်ကအသက်ရှည်စေဆိုလို့တာမန်မမှတ်နဲ့အားရှိမယ်တန်ဆွမ်းမယ်စင်စွဲကိုလဲချုံနိုင်မယ်စွမ်းအားကိုပိုင်မယ်ဒီဆေးမြစ်ကိုစားသုံးရရင်ဒီလောကမှာဖြစ်ကြောက်စရာလူမရှိယွန်းစရာလူမရှိပြီးဘုန်းတော်ကြီးရဲ့စကားကိုကြားတော့ကလားညီကိုနှစ်ယောက်ကတယောက်မျက်နှာတယောက်ပြန်ကြည့်နေမိတယ်ညီကိုနူးရဲ့မျက်လုံးစုံတို့ကတောက်ပါလာတယ်စိတ်ဝင်စားဆေးမြစ်ပါလားမမောစရာဆေးမြစ်ပါလားအစားတုန်းကတော့စိတ်မပတပါနဲ့ဆေးမြစ်ကိုတူးနေရတယ်နေကလည်းပူထမင်းကလည်းစားခီးကလည်းပန်းနေအိတ်ငိုက်ခြင်းလိုဖြစ်နေတဲ့ကလားလေးနှစ်ဦးရဲ့မျက်လုံးများကျဲလာကြပြီတူးမအားဆိုင်လို့တူးမတကယ်အဖို့တန်ဆေးမြစ်ကိုတော့တွေ့နေပြီကလားလေးလူင
ခုလဲငါဟုဆိုစမှတ်ရှိတယ်လူတိုင်းမှာအတ္တစိတ်ရှိတယ်လို့လောဘစိတ်ရှိတယ်လို့ဒီကလားလေးနှစ်ဦးမှာလည်းအတ္တစိတ်နဲ့လောဘစိတ်တို့ရှိပါလိမ့်မယ်ဒီတော့စိတ်စောစောကစိတ်မပတပါတူးနေတဲ့စိတ်မျိုးကိုယခုတော့အားစိုက်တူးကြလေတယ်ဒီစိတ်မျိုးကိုမိမိတို့စားသုံးရလင်ဆိုတဲ့အတွေးကလေးများဟာကလားလေးနှစ်ဦးရဲ့စိတ်တံကိုစိုးမိုးနေပြီပြီးတော့စိတ်မြင့်အစမ်းထွက်ပုံကိုညီကိုနှစ်ယောက်ကလားဘာသာဖြစ်ပြောရင်ဆွေးနေကြပြန်တယ်ဘုန်းတော်ကြီးကတော့ဒီကလားလေးနှစ်ယောက်ကလားစကားတွေဖောင်လောက်အောင်ပြောနေပြီးတော့ထားရပြီဘုန်းကြီးမှလည်းစိတ်နေပဲအလုပ်လုပ်ရမယ့်အချိန်စကားများနေတဲ့ကလားကလေးတွေကိုစိတ်တူလာပြီးကြိမ်လုံးပြပြီးငေါ့ရပြန်တယ်ကလားလေးတွေဘာအကြောင်းပြောနေမှမသိရတော့လေဘုန်းကြီးအဖို့ပိုရေးမကြင်နဲ့သုံးနှစ်ဘုန်းတော်ကြီးကငေါ့လိုက်ကလားလေးတွေကမြေကိုတူးလိုက်နေနေတော့ဆောင်းမှာပင်ဆေးမြစ်ကိုရတယ်ဘုန်းတော်ကြီးဟာဆေးမြစ်ကိုကိုင်း၍ပီတိဖြာလို့နေပါတယ်ရှားပါတဲ့ဆေးမြစ်တကူမဖြတ်နိုင်တဲ့ဆေးမြစ်မိမိမှာဖုံးကန်ရှိလို့သာဒီဆေးမြစ်ကိုပိုင်ရပြီးဒီနေ့တွင်ဒီဆေးမြစ်ရဲ့အကျိုးကျေးဇူးကိုစမ်းသပ်ကြည့်ရမည်ဒီနေ့ကဘုန်းတော်ကြီးနဲ့ကလားလေးညီနောင်နှစ်ယောက်ကနေတော်ဆောင်းမောင်တွင်မင်းဆရာကျောင်းသို့ပြန်ရောက်ခဲ့ကြတယ်ဘုန်းတော်ကြီးမှာနေစွမ်းစားခွင့်မရှိတော့အချိန်လုံးခဲ့ပြီးကလားညီနောင်ကမူကျောင်းသို့ရောက်နေစွမ်းကြံဟင်းကြံများကိုရှာပွေစားတော့ကြတယ်စားလို့သာစားရတယ်ကလားညီနောင်ဟာတမင်းမစားတော့ဘူးရင်းထဲမှာကျေနပ်အားရမှုတွေနဲ့ပြည်နေတယ်ထင်ရတယ်မိမိတို့တူးလာတဲ့ဆေးမြစ်အကြောင်းကိုသာတွေးနေကြတယ်ဒီဆေးမြစ်ကိုမိမိတို့တစ်နေ့စားသုံးရမည်ဟုလည်းအားခဲထားတယ်သို့တော့ကလားညီနောင်မှာဆေးမြစ်ကိုတူးသည့်နေ့ကသာတွေ့လေရ၏နောက်နေ့ကစပြီးဆေးမြစ်ရဲ့အစအနာကိုမမြင်ရတော့ချေဆရာဘုန်းတော်ကြီးကလည်းဆေးမြစ်ရဲ့အကြောင်းတခုံးတစ်ပါးသားများမဟာတော့ပြီဘယ်သို့ဖြစ်ပါလဲတော်တဲ့တုန်းကတော့ဒီဆေးမြစ်ကိုမိမိတို့ပဲစားသုံးရတော့မလို့လို့တရေကြလောက်အောင်ဆရာတော်ဘုရားကပြောခဲ့တယ်ထို့ကြောင့်လည်းမိမိတို့ညီတော်ဟာအားစိုက်ခွန်စိုက်ကြောင်းကြိုက်ပြီးဆေးမြစ်ကိုတူးကြတယ်လက်တွေပေါက်ပြဲကုန်သည့်အထိသွေးတရေရဲချွေးတရေရဲနဲ့ဆေးမြစ်ကိုတူးပါ၏ဒါကိုလည်းဆရာတော်ဘုရားအတိယခုတော့ဒီဆေးမြစ်ကိုစားသုံးဖို့မပြောနဲ့အနက်မင်းမရှူရတော့ပြီဆရာတော်ဘုရားဟာဒီဆေးမြစ်ကိုအသေးချာသိမ့်ဝတ်ထားတယ်သို့နဲ့လားလေးညီနောင်မှာမကြေမနက်ဖြစ်လေတယ်ဆရာတော်လေးကိုချောင်းတယ်ဆရာတော်ရဲ့အရေးကြီးကိုအမြဲအကဲခတ်တယ်တစ်ချိန်ချိန်မှာတော့မိမိတို့ကိုယ်တိုင်တူးခဲ့တဲ့ဆေးမြစ်ကိုရအောင်ရှာမယ်ပြီးတော့စားသုံးကြည့်မယ်ဆေးမြစ်ကတကယ်စွမ်းလားမစွမ်းဘူးလားဆရာတော်မိတ်ကြားသလိုဟုတ်ရဲ့လားမဟုတ်ဘူးလားသိရအောင်ဒီလိုနဲ့လားလေးနေရောက်တယ်ဆရာတော်ရဲ့အလေးကိုအမြဲတမ်းဆောင်ပြီးနန်းတော်သို့ထွက်ကြွသွားသည်နှင့်ကြုံတော့ကျောင်းပေါ်တက်၍ဆေးမြစ်ရှိမည်ထင်သောနေရာတွေမှာရှာတယ်ဖွေတယ်မတွေ့အဖိုးတန်စားတော့ဘွယ်တွေတင်းဆဲတဲ့ကြက်တီခန်းထဲမှာဆရာတော်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေထားတဲ့တက်တာတွေမှာအုပ်ဆောင်တွေထဲမှာအထက်ထက်ရှာ၏အထက်ထက်ဖွေ၏သို့တော့ဆေးမြစ်ကိုမတွေ့ဒီဆေးမြစ်ကအပုံကောင်းပါပြီဆရာတော်ကလည်းအသိအဝတ်ကောင်းပါပြီကလားညီတော်တို့ချွေးတလုံးလုံးရှာတော့လေအချိန်ကြီးကြာတော့ကလားညီတော်နှစ်ယောက်ဒီအကြံဖန်လောက်ကြသည်ဒီဆေးမြစ်ကိုဆရာတော်ဘုန်းကြီးကကျောင်းပေါ်မှာဧကန်သိန်းသားကျောင်းတည်ချသည်တခါဆရာဘုန်းကြီးဒီဆေးမြစ်ကိုကြောက်ပြန်မှတွေး၍ဆေးရည်တွေကိုတောင်းနေတယ်ဒါကိုပြက်ဝီမြင်တယ်ပြက်တာလည်းမြင်တယ်ဒုံနဲ့ကလားညီတော်နှစ်ဦးဟာဆရာတော်ဘုန်းကြီးရဲ့လှုပ်ရှားမှုကိုမပြတ်စောင့်ကြည့်တယ်ဒီတစ်ချိန်ဆရာဘုန်းကြီးဆေးမြစ်ကိုတွေး၍တောက်သည့်အခါ၌တနေရာကချောင်းမြည်ဆရာဘုန်းတော်ကြီးဒီဆေးမြစ်ကိုဘယ်မှာတိမ့်ကလေးတည်ရအောင်ပုံကွယ်၍ကြည်မည်ဆေးမြစ်တိမ့်လာတဲ့နေရာကိုတီးပြီးလင်ကနောက်ဆက်လုပ်ရမည့်အစီအစဉ်တွေကိုကလားညီနောင်တို့နှစ်ကိုကြားတီးတို့တိုင်ပင်ကြ၏ဟုတ်ပြီဒီတစ်ချိန်တော့အားတို့ကိုခဲ့ရတော့ဒီဆေးမြစ်ပဲပြီးမလဲတနေ့တွင်စောင့်နေသောအခွင့်အရေးရောက်လာပြီဆရာတော်ဘုန်းကြီးကဆေးမြစ်တွေ့နေတယ်မျက်ဝေဒီကျောင်းဝင်းအတွင်းတပြက်စီးလဲရင်မှလမ်းမြင်လိုက်ရ၏သုံးနှစ်ပြတ်တာကိုအချက်ပြလိုက်လေသည်ပြတ်တာကဆရာတော်ဘုန်းကြီးရဲ့လှုပ်ရှားမှုကိုမျက်တောင်မခတ်လိုက်ချောင်းလေသည်ကြည်ပြီးတွေ့ပါပြီဆရာတော်ဘုန်းကြီးကဆေးမြစ်ကိုတွေ့၍ကြကြနနာတောက်၏ပြီးတော့ဘေးပတ်ဝန်းကျင်ကိုကြည်သည်ကလားလူလဲကလေးနှစ်ယောက်ပဲမှာလဲဒီတခြားကိုရင်ចောင်းသားတွေပဲမှာလဲရှာသည်တို့နဲ့ဆရာဘုန်းတော်ကြီးဟာဘယ်သူကမှမတွေ့မိမိလုံးတွေကကိုမြင်သူမရှိဟုမှတ်ယူသည်ဟုတ်ပါရဲ့တကားကြကချောင်းနေတဲ့ပြတ်တာကိုဘုန်းတော်ကြီးမတွေ့တို့နဲ့ဘုန်းတော်ကြီးကဆေးမြစ်ကိုဖွက်၏ဘုရားဆောင်မှာ
ရွှေစင်းလူကိုတော်ပြရဲ့အောင်နိုင်အံဝက်ပြုတ်လောက်ထားတဲ့တစ်တောင်ငယ်တစ်လုံးရှိသည်ဒီတစ်တောင်ငယ်ကိုဖွင့်၍ဆေးမြစ်ကိုဝက်သည်ထို့နောက်တစ်တာကိုနေသားကြပြန်ထားလိုက်သည်အပေါ်မှရွှေစင်းသူကိုပြန်တင်ထားလိုက်လေသည်ဘယ်သူမှမသိအောင်လျှို့ဝှက်လုပ်တော့လုပ်ငန်းများသည်ဒီနေ့ပေါ်ပေါ်မြင်မဟုတ်လားယခုလေဆရာတော်ဘုန်းကြီးကဘယ်သူမှမမြင်ဘူးထင်၍ဆေးမြစ်ကိုဝက်ပါ၏သို့သောမြင်သူရှိနေ၏လာလီပြတ်တာကတေးချစွာတွေ့လိုက်ပြီးသုံးနှင့်ဆေးမြစ်ကိုကလာညီတော်တို့လိုချင်သည့်အချိန်မှာရယူနိုင်တော့မည်ပြောဝိနေပြတာတို့ဟာအချိန်ကောင်းကိုစောင့်ကြည့်လေသည်ဆရာတော်ဘုန်းကြီးသည်လာပြေလာကွယ်ဥပုံနေများ၌တထုံမင်းရဲ့နန်းတော်သို့ကြွသည်ဘရင်နှင့်မိဖုရားတို့ကထိုနေများမှာမင်းဆရာဘုန်းတော်ကြီးကိုအမှုပြုပြီးရဟန်းတန်ဃာတော်များကိုဆွန့်လွတ်ကြွေးမြဲဖြစ်သည်ပြောဝိနေပြတာညီကိုသည်ထိုနေ့ကိုစောင့်၏ဒီလိုနေမျိုးမှာဆရာတော်ဘုရားဟာနန်းတော်မှာအချိန်ကုန်တက်သည်မဟုတ်လားတကူသောလာပြေနေမှာဆရာတော်ဘုန်းကြီးသည်နန်းနဆွမ်းစားချိန်အမီရွှေနန်းတော်သို့ကြွသွား၏ဒီနေ့နန်းတော်တွင်စွန့်ကြွေးပွဲအလူပွဲရှိလေသည်ပြင်းနှင့်မိဖုရားတို့ဟာတထုံနေပြီးတော့ရှိရဟန်းတန်ဃာများအားလုံးကိုဆွန့်ကပ်လူမြည်ပွဲဆရာတော်ဘုရားကဘုန်းကြီးကျောင်းသားကလာနှစ်ဦးကိုခေါ်သည်နန်းတော်စွန့်ကြွေးပွဲရှိတယ်ဟင်းကောင်းကောင်းနဲ့စားရမယ်ဒီလောက်ထူးတဲ့အခွင့်အရေးပါပဲဘရင်စွန့်ကြွေးအလူပွဲဆိုတော့ကောင်းပေဆိုတဲ့ဟင်းတွေအစီအစိတ်တွေအရသာထူးခဲ့တာတွေစားရလိမ့်မယ်တရေကြောက်စရာအခမ်းအနားပါပဲသို့တော့ဘယ်တော့မှဒါမျိုးမငင်းဘူးတဲ့အကိုကြီးပြောဝီကနေမကောင်းဟုဆို၍ညင်းဆိုတောင်းပန်သည်ပြတာကလည်းအကိုမပါရင်မိမိလည်းမလိုက်ပြရစေနဲ့ဟုညင်းပြီးဘရင်စွန့်ကြွေးအလူပွဲများမလိုက်ချင်နေနေအောင်ငတ်ချင်လို့ပေါ့ဟုဆရာတော်ဘုန်းကြီးကစိတ်ဆိုးမှန်ဆိုးနဲ့ပြောသည်ပြီးတော့တခြားကျောင်းသားနှစ်ဦးကိုခေါ်ပြီးဘုန်းတော်ကြီးဟာနန်းတော်သို့ကြွသွားလေသည်အခွင့်ထူးဖြစ်ကြုံပြီးဒီလိုအခွင့်သာစဲမှာမှကြံစီစရာရှိတာမကြံဖြစ်လင်ဘယ်တော့မှအခွင့်ကောင်းကြုံမည်မဟုတ်တို့နဲ့ကလာလီနှစ်ဦးသည်လုံးစရာရှိတာကိုအမြန်ဆုံးအကောင့်ထဲပေါ်မည်ဖျားစင်တို့အောက်မှဆေးမြေကိုယူသည်ထို့နောက်ကြောက်ပြားတွင်သွေသည်သွေးလိုက်သမှာဆေးမြေတုံးကိုအတုံးငယ်အစငယ်မှမကြံအောင်သွေးတော်သည်ဆရာဘုန်းကြီးလိုနည်းနည်းကလေးသွေးရတောက်လျင်အကျိုးထူးမည်မဟုတ်ဟုတွက်၏ထို့ကြောင့်ဆေးမြေကိုအစားဆုံးသွေးသည်ပြီးတော့ဆေးမြေသွေးထားသမျှကိုကလာညီတော်နှစ်ဦးတယောက်တစ်ဝက်စီခွဲ၍တောက်ကြတော့သည်ကောင်းလိုက်သည့်အသက်ရှည်စေစွန့်လိုက်သည့်အာယုဒိကဆေးမြင့်ပါပဲကြည်ပါတော့ဆေးမြင့်ကိုသွေးရတောက်လိုက်ကြတဲ့ကလာညီတော်မှာဆေးဝင်ပြီးသည့်သွေးကြကြစိတ်တထတာဖြစ်နေပြီထူးကြတဲ့ဆေးပါကလားဆန်းလာသည့်ဆေးပါလားကလာလေးနှစ်ဦးဟာမြေကြီးမှာပင်ခြေမထိရှင်တော့သည်ဟန်ပေါ်ပါတွက်လက်နေသည်မှာအံ့ဩစရာဒီထက်အံ့ဩစရာကောင်းတာရှိပါသေးတယ်ကလာလေးနှစ်ယောက်သည်စွမ်းအားတွေချက်ချင်းတက်လာခြင်းပါပဲရခင်ကမချီ၍မရနိုင်တဲ့အလေးပင်တွေကိုပင်မနိုင်တဲ့ကြည်နိုင်တဲ့ကြည်လေကျောင်းမော်ကပစ္စည်းတွေကိုသူတို့ညီကိုနှစ်ယောက်မချီရွှေပြောင်းထားသည်မှာကုံပါလေရောကျောင်းမော်ကပစ္စည်းလေးလေးပင်ပင်တွေကုံတော့ကျောင်းအောက်ကကျောင်းဝင်းတွေကပစ္စည်းတွေရွှေကြတယ်ပြောင်းကြတယ်မိမိတို့စားကိုတေးချစွာစမ်းတက်ကြတယ်ဒီတွင်ကျောင်းရှိတောင်ဆောင်ကကြောက်ဖြာကြီးကိုပြက်ဝီနဲ့ပြက်တာတို့တွေ့ကြပြီးကြောက်ဖြာကြီးမှာအလျား10တောင်အနံ8တောင်နဲ့ဒူးတဲ့အမြင့်တတော်ခန့်ရှိတယ်တကယ်တော့မှကြည့်မိဆိုရင်ယောက်ျားကြီး30ခန့်ဝိုင်း၍ချီရပိုးရတဲရမယ်ယခုတော့မူကလာလီနီယာဟာဒီကြောက်ဖြာကြီးကိုအလွယ်တကူမချီ၍ကျောင်းရှိမြေကွက်လက်မှာခြာထားလိုက်ကြသည်မွန်းလဲတော့အခါရွှေနန်းတော်မှဆရာတော်ဖုန်းတော်ကြီးပြန်ပြီးကြွလာလေသည်ဆရာတော်ဘုန်းကြီးဟာမိမိကျောင်းဝင်းတွင်သို့ဝင်လာသည်နှင့်ကြောက်ဖြာကြီးကိုတွေ့ပြီးရုတ်တရက်အံ့ဩသွားသည်သို့သောငြိမ်သွားတဲ့မင်းဆရာမဟုတ်လားကြာပြည့်မအံ့ဩရပါအချိန်ကြီးရက်ကိုချက်ချင်းနားလေတော်လေပြီကလာလီနှစ်ယောက်တို့ဘာလုပ်ကြသည်ကိုကောင်းစွာနားလေလိုက်ပြီဆရာဘုန်းတော်ကြီးသည်ချက်ချင်းပင်ဆေးမြစ်ကိုသွားရှာ၏မရှိတော့ပြီကုန်ပါပြီဆုံးပါပြီဘာမှမတတ်နိုင်တော့မိမိရဲ့ပေါ်လျော်မှုဟူသာစိတ်ထဲမှာမှတ်ရတော့မည်ထို့နောက်ပြောဝီနှင့်ပြတ်တာတို့ကိုခေါ်၍မိသည်အကျိုးအကြောင်းကိုစစ်ဆေးရသည်ကလာလေးနှစ်ယောက်ကတကယ်တတိကဲပင်ဖြစ်တော်သည်ခေါင်းညိတ်ပြကြ၏ဆရာတော်ဘုရားရဲ့ဆေးမြစ်ကိုအစအဆုံးသွေး၍တောက်ပြီးကြပါပြီအရှင်ဘုရားပေးခြင်းနဲ့ပြည့်တံကိုသာပေးပါတော့ခံယူဖို့အသင်ပါပဲဒီချိန်နေရောက်မှာတော့ဆရာတော်ဘုရားလည်းဗာတတ်နိုင်အောင်ပါလေအပြစ်ပေးတော်ကောဆေးမြစ်ကပြန်ရမှာလေလားကလာလေးနှစ်ယောက်အစဖြောက်တောက်လိုက်ကြလို့ကုန်ပါပြီချောပါပြီတသက်နဲ့မရ
နှစ်သက်နေမရဆယ်သက်ကြာတော့ရခြင်းမရမည်စေမည်ဖုံးကန်ကြောင့်တောထဲမှာခက်ခက်ခဲခဲတူးပေါ်ခဲ့ရတယ်ယခုတော့ကိုယ်တိုင်နဲ့ကိုယ်ကန်ခံပြီးတော့ဆုံးပြီးရှုံးပြီးဆရာတော်ဘုရားဟာဘာစကားမှမဆိုတော့ပဲခက်မစိတ်နေလိုက်တယ်ပြဝိနေပြတ်တာကလားညီနောင်တို့ဟာဒီနဲ့အစမတန်အားကောင်းတော့တန်မာသောလူစွမ်းကောင်းလေးများဖြစ်သို့ရောက်ကြတယ်။ဒီကလားလေးများသည်စင်မြောင်ကြီးမှအဆွဲကိုချိုးယူနိုင်သည်ဟုပင်စာဆိုကရှိ၏။အကျုပ်သမိုင်းတို့ကစင်မြောင်တစည်းအားနှင့်ညီမျှတဲ့စွမ်းအားရှိသူများပင်ရေးကြသည်။ဟုတ်ရဲ့လားဒီများဆိုတော့ချဲကားရေးတာများဖြစ်နေမလားစဉ်းစားစရာ။သမိုင်းဆောင်ကပြဝိပြဒကလားညီနောင်တို့အကြောင်းမော်ကွန်းထိုးကြရမှာမူကွဲမှုတော့ရှိလေသည်ဤမူကွဲဇလန်းတို့မှာဒန္နာ၏အစဉ်စဉ်မှသာရှိကြသည်ယုံခြင်းလဲယုံကြပြီရောပြဝိနေပြတ်တာတို့အကြောင်းပုံမြင်တပွဲဇလန်းကလေးကိုလည်းတည်ထားတင်ကြသည်သူတို့ဇလန်းမူကွဲကဒီလိုတန်ရောအခါကတထုံမင်းဆရာဒီကလားညီနောင်ကိုခေါ်၍တောရက်ကိုဆေးမြေတူသွားတယ်တောထဲမှာဝိဇ္ဇာမှုစောကြီးသည်အလောင်းကိုတွေ့ရလေတယ်တထုံမင်းဆရာမှာဆေးဝါးမနက်စီရင်ခြင်းအတက်ကိုတွက်ကြွ၏ဆရာဘုန်းကြီးကဆို၏ဇောကြီးသေးကိုပောက်ကင်ချက်ပြုတ်စားလင်ယောဂမျိုးစုံပြောင်းမည်အသက်ခန္ဓာမြဲစွာရှည်မည်ဆယ်ရက်သွားတဲ့ခီးကိုနေခြင်းရောက်မည်အချိန်တစ်ထောင်ရှိတဲ့အလေးကိုပင်ထမ်းရွက်နိုင်မည်စင်မြောင်ကြီးကိုအဆွဲမကန်၍လဲချိုးနိုင်မည်လာလီမြောက်သည်ဆရာဘုန်းကြီးရဲ့အမိန့်ဖြင့်ဇောကြီးသေးကောင်ကိုထမ်း၍ကျောင်းသို့ယူလာရ၏ဇောကြီးသေးကောင်ဆိုဒီမှာကအသက်မရှိသောအခါ9လသားကလေးအရွယ်မြသာရှိသည်ကျောင်းသို့ရောက်လျင်ဇောကြီးသေးကောင်ကိုကောင်းမွန်စွာသိမ်းဆည်းထား၏တခါတွင်မင်းဆရာဟာနန်းတော်သို့ကြွသောအခါပြဝိနေပြတ်တာညီနောင်တို့ဟာဇောကြီးသေးကောင်ကိုဖုတ်ကင်၍စားကြသည်စားပြီးသည်နှင့်ဆရာတော်၏စကားဟုတ်မဟုတ်စမ်းသပ်ကြ၏အလျား10တောင်အနံ8တောင်ရှိတဲ့ကြောက်ပြာကိုမှချီပြီးကျောင်းလေကားရင်မှချထားလိုက်၏အလွယ်တကူတဲချီနိုင်သည်ဆို၏ကလားညီနောင်တို့ဟာစင်မြောင်ကြီးနှင့်အင်အားညီအောင်အစွမ်းထက်ကြသည်ဟုဆိုလေသည်ဒါကတော့ပုံမြင်လိုဖတ်ကြရမယ်မူကွဲဇလံပါပဲအမှန်ဆိုသောဝိဇ္ဇာဇောကြီးတပတိဆိုတဲ့ပုဂ္ဂိုလ်များဟာရှေးကာလကရေးထိုးတဲ့တမိုင်းအဆောင်တွင်အထင်ကရပါရှိမြဲဖြစ်ပါတယ်သို့သောဒီနေ့လိုလကဘာတို့လူသားတွေခြေချနေတဲ့ခေတ်ကြီးမှာတော့အယူဆတွေကိုကန့်လန့်ကချ၍ထားရခဲ့ရလိမ့်မည်ထင်၏သိပ္ပံပညာထွန်းကားနေတဲ့ဤခေတ်ကြီးမှာ18ရာစု19ရာစုကအလွန်ထူးဆန်းသည့်ဆိုသောအရာတွေကိုပင်အရေးလှုပ်၍မပြောကြတော့ဒီတဲ့စောတဲ့10ရာစု17ရာစုကာလအကြောင်းအရာတွေကိုကတမိုင်းစာအုပ်ထဲမှာပင်ထားခဲ့ကြရပေလိမ့်မည်စောစောကပြဝိပြတ်တာတို့အကြောင်းကိုပြန်ကောက်ကြရအောင်နောက်ပိုင်းတွင်ဒီကလားညီနောင်တို့ရဲ့သတင်းများဟာတထုံပြည်နှံ့ပြန်သွားလေပြီကလားလေးညီနောင်စွမ်းပါပြီရဲ့တမ်းပါပြီရဲ့လမ်းမောင်းခြေပြားကြောက်သားပဂရီအတိုင်းမားလို့ကျစ်လို့သူတို့ကိုဘယ်သူမှမရှင်ပြိုင်နိုင်သူတို့ကိုလွယ်နဲ့သွားမစားနဲ့ကင်ပေါက်လိုက်လို့တစားစီပဲ့ထွက်သွားမည်လူ10ဦးနဲ့ပြိုင်မလား20နဲ့ပြိုင်မလား30နဲ့ပြိုင်မလားဒီဖုန်းကြီးကျောင်းသားကလားညီနောင်ကအမြဲတမ်းအသာရလိမ့်မယ်ကြောက်စရာရှွန်းစရာပါပဲဒီသတင်းတွေပြန်လုံးမကပြန့်နေတဲ့အခါတထုံမြင်မနူဟာမင်းထံသို့ပေါက်ရောက်သွားပြီးမနူဟာဘရင်မှာပြောစကားနဲ့ပင်ထူးဆန်းတဲ့ကလားကလေးနှစ်ဦးကိုလန့်သည်ဒီကလားကလေးတွေတနေ့မိမိရဲ့ရွှေနှန်းကိုကင်လှုပ်လျင်အခတ်ဟုတွေးမိပြီးကလားညီနောင်ကဒီလောက်တောင်စွမ်းတဲ့လားမြတ်စွာဘုရားသည်ကလားကလေးတွေတနေ့စိတ်ထားပြီးတပုံရံနဲ့ဂုံခမ်းမဖြစ်အခက်မဖြစ်ချေလားကလားနှစ်ယောက်ကိုအနှောင်တဲနဲ့ထားမှထိမ့်မှသိမ့်မှဖြစ်တော့မယ်နန်းပလင်အတွက်ဖြစ်လာမယ့်အန္တရာယ်ကိုစောစောကရန်ဆွဲချိုးတာမှဖြစ်တော်မူ၏ဒီတော့ပြဝိနေပြနာကိုတွေ့ရနေရမှာဖမ်းစီစီးစီခုခံလျင်ထုံးစံနဲ့အညီစီရင်ကြစေတရုံပြင်းမနူဟာမင်းတရားကဒီလိုအမိတ်တော်ထုတ်ရပြီဒါကတော့ထူးလျင်နေမဆန်းသောကိစ္စဖြစ်သည်ပရိသေခေကအရှင်မြင်းများရဲ့လှုပ်ရိုးလှုပ်စဉ်စာအုပ်ကြီးအတိုင်းဆောင်ရွက်မှုတစ်ခုလည်းဖြစ်ပါတယ်။တမိုင်းနှောင်ကြောင်းတွေကိုပြန်ကြည့်ရှင်မြင်းဖြစ်၍နန်းပလင်ပေါ်ရောက်လာပြီဆိုရင်တခြားကိစ္စရပ်တွေမှာသဘောထားကြီးခြင်းကြီးပါလိမ့်မယ်။မိမိနန်းပလင်အားထိပါမဲ့ရန်ဆွဲအသေးသေးကိုမြည်သူများသဘောထားမကြီးနိုင်ရှာကြ။ဒီလိုကိစ္စမျိုးမှာသဘောထားကြီးကြီးနဲ့လက်ပိုက်ကြည့်နေခဲ့တဲ့ရှင်ဘုရင်ရဲ့လို့တမိုင်းအဆက်ဆက်မှာမကြုံဘူးမကြားဘူးမဖတ်ဘူးဒီမှာတော့အမှန်ဒီတော့
ပြဝိနှင့်ပြတ်တာတို့အန္တရာယ်ကိုဖယ်ရှားရှင်းရန်အားထုတ်တဲ့တထုံမြင်ကိုခွင့်လွှတ်ရပေလိမ့်မည်သူလည်းရှင်မြင်းရင်တွေအများကြီးတဲ့ကရှင်မြင်းတစ်ပါးပဲမဟုတ်လားဒီလိုနဲ့တထုံမြင်ရဲ့မင်းမှုတန်းတွေကပြဝိနှင့်ပြတ်တာကိုသွားဖန်ပြီးဘုန်းကြီးကျောင်းသားကလားကလေးတွေကိုဖမ်းပြီးဆိုတော့ဘုန်းကြီးကျောင်းကိုပဲသွားရှာကြဖွေကြတယ်သို့တော့ဘုန်းကြီးကျောင်းသားကလားလေးတွေကကြောင်းမှမရှိလူစမ်းကောင်းကလေးတွေမဟုတ်လားသူတို့ကိုချစ်သူခင်သူပေါ်ပါတယ်ကြွေးကျင်မွေးကျင်သူများပါတယ်ခေါ်ခြင်းပြောခြင်းသူတွေကလည်းနေရာတိုင်းမှာရှိပါတယ်ဒီတော့ကလားလေးတွေအလဲလွန်နေကြတယ်အလဲလွန်သည်ဆိုရမှာညီပြတ်တာကတော့ရေဦးသားပဲလဲပတ်နေခြင်းဖြစ်ပါတယ်အခုတော့ပြက်ဝီကတော့ဒီလိုမဟုတ်တန်ရုံးစင်နှောင်ကြိုးကလေးများနဲ့ချစ်သူနဲ့မေတ္တာရှင်နဲ့ဖြစ်နေပါပြီကိုပြက်ဝီကျောင်းကကြေခွဲပွဲဇလန်းကလေးတစ်ပုဒ်ဖြစ်မော်ကွန်းတင်ကြံရခဲ့တယ်ပြက်ဝီဒီတထုံသူမဟုတ်စားဆိုသူကလေးနဲ့မေတ္တာမျှမိခဲ့လေတယ်မဟုတ်စားဆိုတာကမွန်ပြူပြူကလေးမဟုတ်လားအသားရည်ဝါဝါဝင်းဝင်းကိုလုံးကိုယ်တွေကကြော့ကြော့ရှင်းရှင်းစကားတန်ကလေးများခတ်ဝဲဝဲနေမြင်ရသူတိုင်းမချစ်ပဲမနေနိုင်တဲ့ချစ်စရာမွန်အမျိုးသမီးကလေးပါဒီမုံပြူပြူကလေးကိုမြင်တော့ဘုန်းကြီးကျောင်းသားကိုပြက်ဝီခင်ဗျာအသေးဆွဲချစ်မိနေရှာပါလိမ့်မယ်ရထဲမှာဆုံးကန်သွားရင်လေရင်ပရင်မြင်ခဲ့တွေ့ခဲ့ရသူမောမချောချောကလေးရဲ့အလှကွင်ရမှာမလုံနိုင်မရှက်နိုင်တဲ့ကလားလေးတယောက်အယူမူဖြစ်ခဲ့ရှာပြီဘင်္ဂလားကလားမှချောချောကလေးတွေကိုတတိမရနိုင်တော့ဒီမောမကလေးတယောက်တည်းကမှတယောက်တည်းဆွဲဆွဲမြဲမြဲချစ်မိနေပါပြီဘုန်းကြီးကျောင်းသားကတထုံသူလှပြူပြူကိုများကြိုက်တဲ့ရရဆဆအမဲယူနဲ့ဟင်းအုံးမအာမနာလေးဟုမဆိုကြပါနဲ့မပြောကြပါနဲ့အပြစ်တင်မစောကြပါနဲ့ဒီဘုန်းကြီးကျောင်းသားကသမင်းသူစားဟင်းသူစားဘုန်းကြီးကျောင်းသားအညံသားမဟုတ်ဆရာတော်ကြီးကမြောက်စားထားတဲ့လူစွမ်းကောင်းဘုန်းကြီးကျောင်းသားမဟုတ်လားဒီတော့ကိုပြက်ဝီမှာဘုန်းကြီးကျောင်းသားအကောင်းသားတွေမှာဖြစ်မီမဟုတ်ချာပြီးတော့တင်းမောပြက်ကလွင့်လာတဲ့ကလေးကကြီးကလားရည်လို့အစင်တန်းမခွဲကြလိုက်ပါနဲ့ကလားလဲလူပါပဲကလားမှလည်းအသေးနဲ့ပဲနှလုံးနဲ့ပဲဒီတော့လူသားပြပြအလှပကလေးတွေမြင်ရင်တက်မှတ်မုံမိပါလိမ့်မယ်မျက်နှိုးချစ်ခင်ကျင်နာပါလိမ့်မယ်ချစ်တော်သူနဲ့ရွှေလက်တွဲခြင်းရှာပါလိမ့်မယ်ဒီလိုနဲ့ဘုန်းကြီးကျောင်းသားကိုပြက်ဝီနဲ့တထုံသူမအူဇာတို့ဇလန်ကလေးအစာပြုခဲ့ခြင်းဖြစ်ပါတယ်မအူဇာဆိုတဲ့မွန်ပြူပြူကလေးဟာတပည့်သားကလားလေးကိုပြက်ဝီအပေါ်တနာကျင်နဲ့ချင်းမိရှာတယ်ဝေးတမြေမှာမျက်နှာငယ်ရှာမိတိုင်းကြသားကလေးကိုအချစ်ပိုအတနာပိုရှာပါလိမ့်မယ်ချစ်စာခင်စာကျင်နာစာနဲ့ချစ်သူတို့ဘဝဇလန်းအစာမှာအပျော်ကြီးပျော်မိကြတယ်တယောက်မျက်နှာတယောက်ကြည့်ကကြည်နူးရင်မဆုံးသို့တော့သူတို့ဇလန်းကပျော်စရာနဲ့စပြီးကြည်ခွဲစရာ၌ဆုံးရသည်အချစ်စိတ်အချစ်မှန်တို့မြည်သည်ဖြောက်ဖြူးသောလမ်းမရှိဆိုတာဟိုးခေတ်ကလည်းမှန်ပါသည်ကြည်လေဘုန်းကြီးကျောင်းသားကိုပြက်ဝီနဲ့မဟုတ်စားသမီးစားဘဝချစ်၍မှအားမရသည်ပြဿနာပေါ်ခဲ့ပြီဒီပြဿနာကနည်းနည်းရရမဟုတ်တထုံမြင်ရဲ့နန်းပလင်ကိုထိပါမည်ဆို၍မင်းမှုတန်းတို့ကလိုက်လံဖမ်းဆီးနေသည့်ပြဿနာပြဝိနေပြဿနာတို့လိုက်ရှာနေကြတယ်မင်းမှုတန်းတွေဟာကလားလေးနှစ်ယောက်ကိုမတွေ့တော့မင်းဆရာဘုန်းကြီးတန်းမှာမေးလျှောက်ကြတယ်ကလားလေးနှစ်ယောက်ပဲသွားကြတယ်လေဗျာဆရာတော်ဘုန်းကြီးမှာမင်းမှုတန်းတွေမြင်သည်နဲ့ကြိုတင်မျှော်လင့်ထားခဲ့တယ်ယခုမျှော်လင့်သလိုပြဿနာတော့ဖြစ်ပြီဒီအရေးတော်ဗုဒ္ဓမြတ်စွာကယ်တော်မူပါဟုကလားလေးညီနောင်တော့ဒုက္ခလလကြီးတွေ့တော်မယ်မပြန်လန်းသို့မုတ်ချမြန်းရတော်မယ်ဆရာတော်ဘုရားဟာသင်္ခါရတရားကိုချက်ချင်းဆင်ញင်ရတယ်အနိစ္စမမြဲပါလားဟုတတိနဲ့ထင်ရတယ်ကံနဲ့ကံဤအကြောင်းတရားတွေပဲဟုဖြေရတယ်ပြီးတော့မှစကားကိုတလုံးချင်းပြောရတယ်ကလားညီနောင်အလဲလွန်နေကြထင်ပါရဲ့ရက်ထဲရွာတဲ့အပေါင်းအသင်းတွေစီသွားနေကြထင်ပါရဲ့တို့နဲ့မင်းမှုတန်းတို့ဟာဓာတ်ကိုစီနဲ့လန်ကိုစီကင်၍ကျောင်းပတ်လေးမှာစောင့်ကြံနေကြတယ်အလဲလွန်နေတဲ့ကလားလေးတွေအပြန်ဆောက်ဖမ်းမယ်မင်းမှုတန်းချို့ကတော့ရက်ထဲရွာတဲ့လှည့်ပြီးကလားလေးတွေသွားတက်တဲ့နေရာတွေမှာရှာကြတယ်လားလေးဘယ်သူနဲ့ပေါင်းတယ်လဲဘယ်အိမ်သွားတက်တယ်လဲဘယ်နေရာဘယ်ဌာနမှာစတဲ့ချတက်တယ်လဲဒီလိုမင်းမှုတန်းတို့မှာမေးရမြန်းရထောက်လန်းရတယ်ဒီကလားလေးနှစ်ယောက်ကိုအမြန်ဆုံးမိမှဖြစ်မယ်လို့များသွားရင်မိတို့မှာမဟာဒုက္ခနဲ့တွေ့ရတော့မယ်နောက်ဆုံးတော့ကိုပြက်ဝီရဲ့သတင်းကိုရပြီ
တထုံသူမဥစားနှင့်ချစ်မြတ်တာမျှနေကြတဲ့ယခုလိုနေဝင်ပြီးကာလတငယ်အိမ်ပြန်ချိန်မှာဆိုလျင်မဥစားတို့အိမ်မှာရှိတတ်တယ်ဒီအိမ်မှာလွဲ၍တခြားအိမ်မသွားတတ်ဟုတည်င်းပေးသူကပေး၏လူဆောင်ကောင်းကလားလေးနှစ်ယောက်ကိုကြည့်မရသဖြင့်မနာလိုဖြစ်နေသူတွေကဒီလိုထောင်မေးကြတယ်ကဲကလားသူရဲ့ကောင်းကိုပြဲပြီးဘယ်ပြေးမလဲမင်းမူတန်းတို့ဟာတထုံနေပြီးတော့ရှိမွန်ပြူပြူမဥစားရဲ့အိမ်ကိုတွားရောက်ဝိုင်းဝန်းကြတယ်အိမ်ရှိပန်းရင်ထဲမှာနှစ်ကိုကြားချစ်တင်းနှောနေတဲ့ကိုပြဲဝီနဲ့မဥစားလာရောင်ကိုအဖော်ပြူ၍အချစ်လင်းကအချစ်ကပြားနုနုရရကလေးတွေကိုတန်တိုင်းမင်းမင်းတီလို့ဖွဲ့လို့အိမ်ကိုဝိုင်းထားကြတဲ့မင်းမူတန်းတို့ဟာဓာတ်ကိုကင်ကလှန်ကိုဆွဲကအိမ်မော်တို့တက်တယ်ကိုပြဲဝီကိုမတွေ့အိမ်ရှိမှအိမ်အောင်ဖေးမှအိတ်ခမ်းထဲမှာရှာတယ်ဘယ်မှမတွေ့နောက်တော့အိမ်ရှိပန်းရင်ထဲမှာချစ်သူတို့ကိုတွေ့ကြပြီမင်းမူတန်းတို့လည်းအိမ်ပေါ်မှာပြေးဆင်းလာကြတယ်ဝိုင်းဟာစီးဟာနဲ့လဲអော်ကြတယ်သူတို့တန်ကိုကြားပြီးသူတို့ဟန်ကိုကြည်၍ပြက်ဝီကတီးလိုက်ပြီးနားလေလိုက်ပြီးမိမိကိုလာဖမ်းကြတဲ့မင်းမှုထမ်းတွေပါလားပြက်ဝီသည်မဟုတ်စားရဲ့လက်ကိုစုပ်ကိုင်ထားရမှချက်ချင်းပင်ထားရလိုက်တယ်ပြီးတော့မိမိကိုဝိုင်းလာတဲ့လက်နက်ပိုင်းရှင်မင်းမှုထမ်းတို့နဲ့ရင်ဆိုင်လိုက်တယ်မျက်စိတမိတ်လျှက်တစ်ပြက်အတွင်းမှာဓာတ်ကင်လှန်ကိုင်မင်းမှုထမ်း3-4ယောက်မြေပြင်မှာပုံ၍လဲကျသွားတယ်ပြက်ဝီရဲ့လက်နက်မဲ့ခုခံနည်းပညာကိုမင်းမှုထမ်းကိုရေးလဲလဲခံသွားကြရရှာပြီကောနောက်ထပ်လက်ဓာတ်ကင်လူတစုကပြက်ဝီကိုလာဝိုင်းကြပြန်တယ်သူတို့ကိုတိုးထွက်ရင်ဓာတ်သမား3-4ကိုပြက်ဝီကမြေပြင်မှာလှဲသိပ်ထားလိုက်ပြန်တယ်ပြက်ဝီသည်ချစ်သူမဟုတ်စားကိုတစ်ချက်လဲကြည့်၏စိုးရင်ထိတ်လန့်တဲ့အကြည့်နဲ့ကြည်နေတဲ့မဟုတ်စားကိုမြင်ရသည်နှုတ်ဆက်သောအကြည့်ဖြင့်လဲကြည့်ပြီးသည်နှင့်ပြက်ဝီသည်ခြံဝင်းအပြင်သို့ခုန်ထွက်သွားလေသည်အားကောင်းမောင်းတန်ပြက်ဝီကိုဘသူကရှင်နိုင်ပါတယ်လေသို့သောမင်းမူတန်းတို့သည်ချက်ချင်းပင်အကြံရသည်သူတို့သည်မဟုတ်စားကိုဝိုင်းလိုက်ကြသည်တအုပ်ကမဟုတ်စားလက်ပင်ကိုဓားချွန်ဖြင့်ထောက်ထားသည်တအုပ်ကအော်၍ပြောသည်ပြက်ဝီမပြေးနဲ့ကြီးကြီးတသားအဖမ်းခံတော့မောင်မင်းအဖမ်းမခံရင်ဒီမှာကြည့်အဆုံးစီရင်လိုက်မယ်ကျက်တီမဲတဲ့အတန်းတန်းကြီးနဲ့မင်းမူတန်းတအုပ်ကအော်တယ်သူကထက်ခါအော်လေတယ်ဒီတော့ပြက်ဝီသည်နောက်သို့တစ်ချက်လဲကြည့်၏မိတို့ထိန်ထိန်လင်းလင်းမှာမျက်နာကိုမြင်ရပြီမဟုတ်စားရဲ့လက်ပင်မှာကအသွားထက်အယောင်တလက်လက်ဓားကြုံတွေလှမ်းကြုံတွေဝိုင်းထောက်ထားသည်မဟုတ်စားခင်ဗျာမှာတော့နောက်ပိုင်းဘာတွေဖြစ်နေသည်ကိုမသိတော့ဓားကြုံလှမ်းကြုံတွေလက်ပင်ကိုလာထောက်သည်နဲ့ကြောက်လွန်း၍တတိလက်သွားရှာပြီမင်းမူတန်းတူကထက်၍အော်သည်ပြက်ဝီပြန်လာခဲ့မပြေးလင်နဲ့အသားရည်အဖမ်းမခံလျင်မဟုတ်စားလက်ပင်ကိုဓားကြုံပြထိုးဆိုင်ချလိုက်မယ်လူစမ်းကောင်းကိုပြက်ဝီခင်များမှာဒီလောက်တော့အသေးမှာအပြစ်မဲ့သောချစ်သူမုံမာကလေးမဟုတ်လားအသားအယောင်မတူအမျိုးနွယ်မတူမိမိကဲ့သို့တိုင်းကြတာကိုအနဲ့အနာခံကနှစ်ကာချစ်မိခဲ့တဲ့ဂေယုနာရှင်မကလေးမဟုတ်လားမင်းမူတန်းတွေကရရဆက်ဆက်ဓာတ်နဲ့ထိုးတက်လို့ဖြစ်ချစ်သူကလေးအတန်မဆုံးရှုံရဖြစ်သည်များဘေးဒဏ်ကိုယ်တိုင်ခံလိုက်မှပြက်ဝီသည်စိတ်ကိုရှော့ချလိုက်သည်မန်ကိုရှော့ချလိုက်သည်ပြီးတော့ကောင်းငိုက်စိုက်ချ၍မင်းမူတန်းတို့ထံလျှောက်လာလေ၏လက်နက်ကင်မင်းမူတန်းတွေကပြက်ဝီကိုဝိုင်းလိုက်ကြသည်ဆိုပေမဲ့လန့်တော့အလန့်သာယွန်းတော့အယွန်းသာထိတ်တော့အထိတ်သာစောကငပြောပင်ကိုဓားဖြစ်ပိုင်းသလိုမတ်တက်ကလဲကြွသွားတော့မင်းမူတန်းတွေမှာနေရာ၌ပုံလျက်သာခွေလျက်သာပဲပြက်ဝီသည်အတားတကြီးပင်အဖမ်းခံလေသည်မင်းမူတန်းတွေကသူ့ကိုဝိုင်းပြီးခြေလက်တွေကိုကျိုးနှင့်အထက်တုံနှောင်ကြသည်စိတ်လျှော့ထားသောပြက်ဝီကိုကျိုးတုပ်ရသည်မှာယခုတော့ဖြစ်လွယ်ပါပြီတထုံမြင်ရဲ့မင်းမူတန်းတို့ဟာပြက်ဝီကိုသာမိကြသည်ပြတ်တကိုကအရိပ်အယောင်ပင်မမြင်လိုက်ကြရပြီပြတ်တမှာသူ့ကိုချစ်သူခင်သူများကသတင်းပေးသည်ဖြင့်ရှောင်းတိန်သွားနိုင်ခဲ့သည်အန်ရမတီကလေးလွတ်ရပြီမင်းမူတန်းတို့ဟာဖမ်းဆီးထားတဲ့ပြက်ဝီကိုအရှင်မထားကားစဉ်တင်၍အဆုံးစီရင်လိုက်ကြသည်ဒေဂာနီပြက်ဝီကိုအာနာပကသားတို့ကနောက်ဆုံးအခွင့်အရေးတရက်ပေးသည်လိုရာဆန္ဒကိုပြောမသေးခင်မှာဆန္ဒပြည့်စေရမယ်ဘုန်းကြီးကျောင်းသားကိုပြက်ဝီဟာအခွင့်အရေးကြီးတရက်ကိုတောင်းဆိုပါ၏မိမိချစ်သူမတ်အိုစာကိုယ်တိုင်ကွန်တရားရေတမုတ်ကိုကမ်းဆက်ပါစေ
ချစ်သူပေးတဲ့ကွန်ရာကိုစားချစ်သူထံမှာရေကြီးတမုတ်ကိုတောက်ပြီးလျင်မိမိတေပါတော့မည်ဘယ်သူပဲဖြစ်ဖြစ်ဒီလူစမ်းကောင်းမောင်ပြက်ဝီဟာလူပြည်မှာမရှိရင်တော်ပြီသူတောင်းတဲ့အခွင့်အရေးကိုပေးသူဆန္ဒပြေဝပြီးရင်တမလွန်ခီးကိုအပီးပို့လိုက်တော့အာနာဘဂတ်သားတို့ကိုမူမတ်တို့ကဒီလိုညွှန်ကြား၏ဒီတော့လဲမဟုတ်စားခမတေကန်ဒီချစ်သူရှေ့သို့မချိတင်ကဲရောက်လာရရှာပြီစားပါတော့ကွန်တရားတောက်ပါတော့ရေကြီးတမုံပြီးတော့စိတ်ဖြောက်ဖြောက်ထားလို့တမလွန်ကဘာချားစီသွားပါတော့မောင်ကြီးရေနောင်ဘဝတွေမှာမကွဲမကွာပေါင်းဖော်ရပါစေလို့နမလေးဆုတောင်းနေတော့မယ်မျက်ရည်ဆက်လက်နဲ့မဟုတ်စားသည်တုတ်တန်ကုန်းမှာမမြင်ဝန်းစရာကားစဉ်တင်ထားတဲ့ချစ်သူပြက်ဝီကိုကွန်တရားကန်သည်ရေတမုံလဲတိုက်သည်ချစ်တော်သူတပြည်သားကလေးစိတ်ဖြောက်ဖြောက်တည်နေအောင်ပြုံးပြရန်ကြိုးစားပါ၏သို့သောမဟုတ်စား၏အပြုံးကကြေကွဲသောအပြုံးနာကြီးသောအပြုံးဆွေးမြေသောအပြုံးတောင်ဆွဲမှာလဲနေကွယ်ပြီးချစ်သူပေးတဲ့ကွန်တရားနဲ့ရေတမုတ်ကိုလည်းစားသုံးပြီးပြီဒီနောက်တော့ဘာမှမကြတဲ့အချိန်မှာကိုပြက်ဝီကိုအာနာဘဂတ်သားတို့ကအဆုံးစီရင်လိုက်ကြ၏သူရဲကောင်းဘုန်းကြီးကျောင်းသားကလေးမှာဤသို့ဖြင့်မလှမပဇက်သိန်းရရှာပါကောဒီချိန်မှာပင်ပြက်ဝီရဲ့ညီအရင်ဖြစ်တဲ့ဘုန်းကြီးကျောင်းသားကလားကလေးပြက်တာဟာပကံနေပြီးတော့ကိုဖနှောက်နေတပါတသားတည်းပြေးခဲ့ရရှာပြီပြက်တာရဲ့ပကံပြီးခီးစဉ်သည်ဤသို့စခဲ့သည်အကိုတော်သူပြက်ဝီရဲ့နောက်ဆုံးချိန်ကိုတနေရာမှချောင်းကြည့်ခဲ့သည်ဖြစ်ချောင်းကုံစင်ကိုမြင်၍ရင်မာနာရသည်ဒေါသလည်းထသည်စိတ်ကလည်းကြွသည်သို့သောအာမတန်၍မန်လျှော့ကပကံပြည်သို့ပြေးခဲ့သည်ဟုပြက်တာကဝန်ခံသည်ပြီးတော့ပြက်တာကတဆက်တည်းပင်အနောထာမင်းတရားထံတင်လျှောက်သည်မိမိကိုသားအရင်လိုယုံပါကျွန်အရင်လိုစိတ်ချပါမင်းတရားအတွက်အမှုတော်ကိုရဲရဲကြီးထမ်းပါမည်မင်းတရားစိတ်ရှိသည်မြစေကြည်တောင်းဝန်ကိုဥထိပ်ရွယ်လို့သေရအထိသွားပါမည်နောထာမင်းတရားဟာကလားကလေးပြတ်တာရဲ့ပြောဟန်ဆိုဟန်ပွင့်လင်းပုံကိုသဘောကျ၏သူ့အကြောင်းကိုမင်းတရားကိုယ်တိုင်စိတ်စိတ်ဆက်ဆက်မေးမြန်းကြည့်ပြီးစိတ်ချသည်ကျေနပ်သည်ထို့ကြောင့်မိမိရဲ့စစ်သူကြီးကျန်စစ်သားထံပြတ်တာကိုအပ်၏ပြီးတော့လဲတေးချစွာမှားကြရသည်ဒီကလားကလေးကိုကောင်းစွာပြုစုလိုအပ်သမျှကိုညွှန်ကြားပေးမကောင်းတာကိုတားမြစ်မသိတော်တာကိုတွင်တင်သူစမ်းအင်သူ့အရေးသွေးနဲ့ဒီနေ့တော့နိုင်ငံတော်အတွက်သားကောင်းတစ်ယောက်ကြောက်ကောင်းတစ်စိဖြစ်လိမ့်မယ်သူရဲကောင်းကိုချစ်တဲ့မင်းတရားမဟုတ်လားသူရဲကောင်းကိုမျက်နှိုးတဲ့မင်းတရားမဟုတ်လားသူရဲကောင်းကိုလေးစားတဲ့မင်းတရားမဟုတ်လားတပြည်သားကလားကလေးရဲ့အရေးအကဲကိုကြည်ပြီးအပြောဆိုကိုထောက်ပြီးအနေထိုင်ကိုလေးလာ၍သူ့တတ္တိစွမ်းအင်ကိုနားလေလေပြီဒီတော့ကလာလူစန်းကောင်းကလေးကိုယာဒူးယာကန်တင့်တော်သလိုအပ်ပြီးမင်းတရားကမြောက်စားလေသည်ပြီးတော့လဲအနောထာမင်းတရားဟာတထုံပြည်မှပြေးလာတဲ့ကလာလေးပြတ်တာရဲ့တထုံသတင်းအထွေထွေကိုကြကြနာနာစုံစမ်းသည်ဒီကိစ္စအတွက်မုံမတ်တို့နှင့်အကြိမ်ကြိမ်အထက်ထက်တိုင်ပင်သည်စစ်မြေပြင်၌စောင့်နေသည်ဆိုတော့တထုံ၏အင်အားကဘယ်သို့ရှိသလဲတထုံပြည်ရဲ့ပထဝီဝင်နေထားကရောဘယ်လိုလဲတထုံပြည်ရဲ့ပြည်တွင်းပြည်ပနိုင်ငံရေးအခြေအနေအရရကကောဘယ်လိုရှိသလဲဒီအချိန်မှာအနောထာမင်းတရားဟာအဖြစ်တရက်ကိုပိုင်ပိုင်နိုင်နိုင်မဖော်ထုတ်သည်တထုံကိုစစ်တိုက်ပြီးမတိုက်ပြီးချက်ချင်းမဆုံးဖြတ်သည်မှန်ပါ၏စစ်နှင့်ငြိမ်းချမ်းရေးဘယ်လန်းကိုရွေးမလဲဟုနှိုင်းချိန်နေ၏ဝေဖန်နေ၏စူးစမ်း၍လည်းနေပါသည်အချိန်ယူစဉ်းစားဝေဖန်ပြီးသည့်နောက်တွင်ကအနောထာမင်းတရားဟာဆုံးဖြတ်ချက်တရက်ကိုပိုင်ပိုင်နိုင်နိုင်ချလိုက်လေ